ကျွန်တော်ကဇာတိရွာကိုပြန်လာပြီးမြေရိုင်းဧက100ကျော်ကိုအငှားစာချုပ်ချုပ်ဒဏ်ငွေဆေးပင်တွေကိုစိုက်ပျိုးခဲ့တယ်။ပြိုးပင်လေးတွေအခုမှစိမ့်စိမ့်ဆူဆူနဲ့ထွက်လာခါစားရှိသေးတယ်။ဘေးအိမ်ကအပြဲကြီးဥလူကတန်စကားတွေကိုတမင်တက်တက်တွန်းလဲဖြစ်ပြီးသူ့ရဲ့တောချက်ကောင်းရင်9000လုံးကိုကျွန်တော်ဆေးခင်းနဲ့အကုန်မောင်းသွင်းပစ်လိုက်တယ်။ကျွန်တော်ရဲ့ဒဏ်ငွေဆေးပင်ပြိုးပင်လေးတွေခမရကြက်တွေရဲ့ရက်စော့ကိုခံရပြီးတစီစီပျက်စီးကုန်တာကိုမြင်တော့သူကအားရပါရလှောင်ရနေသေးတယ်။ဒါကတိရစ္ဆာန်တွေရဲ့တဘာဝဗီဇကိုပြီးတော့သူတို့ဆုံးခဲ့တဲ့ချက်ချေးတွေကမိမြေကွက်အတွက်အလကားရတဲ့တဘာဝမြေဩဇာပဲမဟုတ်လားကျွန်တော်လည်းသူ့ကိုတခုမှပြန်မအော်ပဲလှည့်ထွက်လာခဲ့တယ်ပြီးတော့အရင်ညစ်ပြီးသားဆေးအဖက်တန်ချိန်10နဲ့ချီကိုအကုန်ကြခံဝယ်ယူပြီးတောက်တစ်ခုလုံးအနှံ့ဖြန့်ခင်းပစ်လိုက်တယ်အပြဲကြီးဥလူကတော့ကျွန်တော်ကိုဒေါသထွက်ပြီးယူသွားပြီးထင်နေတာသူ့ချက်တွေကိုအလကားအစာကျွေးဖို့ပတ်စံတွေကိုအရှုံးခံစိုက်ထုတ်ပေးတယ်ဆိုပြီးလှောင်နေသေးတယ်ဒါပေမဲ့တလအကြာမှာတော့အပြဲကြီးဥလူတို့အိမ်ကချက်တွေဟာအုပ်စုလိုက်ကြီးတေကုန်ကြပါတယ်ဇလန်အစာကဒီလိုပြမနက်ခင်းပိုင်းကျွန်တော်ယာယီတဲအိမ်ထဲမှာအလုပ်ကိစ္စတွေစဉ်းစားနေတော့အပြင်ကနေစိုက်ခင်းအလုပ်သမားရဲ့ထိတ်ထိတ်ပြပြအော်ဟစ်တန်ကြီးထွက်ပေါ်လာပါတော့တယ်ဆရာရှန်မကောင်းတော့ဘူးမြန်မြန်လာကြည့်ပါအောင်တစ်ဖက်ခြံကကြောက်အုပ်ကြီးကျွန်တော်တို့ဆေးခင်းနဲ့တိုးဝင်လာပြီဗျဟာကျွန်တော်လက်ဖြန့်သွားပြီးဆေးခင်းစီပြေးသွားတဲ့အချိန်မှာပဲတောချက်အုပ်ကြီးဟာကျွန်တော်တို့စိုက်ထားတဲ့ဒဏ်ငွေဆေးပင်ပြိုးပင်တွေကိုတစားစီဖြစ်အောင်အားရပါရရက်စွာနေကြတာကိုမြင်လိုက်ရတယ်ဒီအပြဲကြီးဥလူကတော့လူကိုအနိုင်ကျင့်လုံးလာကြည်လားဒီတန်စကားကွင်းတွေကမနေ့ကအထိအကောင်းကြီးရှိသေးတာဒီနေ့ကျမှဘာလို့အကုန်ပြိုလဲကုန်ရတာလဲဒါသူကိုယ်တိုင်တမင်တွန်းလဲပစ်လိုက်တာကျင်းသေးတယ်အနားကရွာသားအချို့ကလည်းဒေါသတကြီးနဲ့ပေါက်ပြားတွေတူးရင်းတွေကောက်ကင်ပြီးတထေးဒါမျိုးတော့သိခံလို့မရဘူးဗျတွားပြီးသူ့အိမ်ကြီးကိုရိုက်ခွဲပစ်ကြစို့ဟုတ်တယ်တထေးသူ့ကိုတွားရှင်းကြစို့အားလုံးပေါက်ပြားတွေချလိုက်ကြပါလူကိုတွားရိုက်လို့ဒဏ်ရာရကုန်ရင်မှန်နေတဲ့ဘက်ကနေမှားတဲ့ဘက်ရောက်သွားလိမ့်မယ်ကျွန်တော်ကိုယ်တိုင်တွားပြောလိုက်မယ်ကျွန်တော်လဲကြနေတဲ့တန်စကားတွေကိုကြော်ဖြတ်ပြီးအပြဲကြီးဥလူစီကိုတက်တက်လျှောက်သွားလိုက်တယ်သူကကျွန်တော်ကိုမြင်တော့အရှက်မရှိတဲ့အပြင်ခက်နေတဲ့ပုံစံနဲ့လှောင်ရလိုက်သေးတယ်အိုးဟိုတက္ကသိုလ်ကျောင်းသားတထေးလေးကွင်းစင်စစ်ဆေးနေတာလားဦးလေးလူဒီတန်စကားတွေကဘာဖြစ်တာလဲဦးလေးချက်တွေကကျွန်တော်ဒဏ်ငွေဆေးပင်ပြိုးပင်တွေကိုရက်စွာဖျက်ဆီးကုန်ပြီဒါသူတစ်ပါးပိုင်ဆိုင်မှုကိုဖျက်ဆီးတာပဲဒီဆယ်ရင်းကိုဘယ်လိုရှင်းမလဲရှင်းမယ်ဟုတ်လားရှင်းစရာလားကွာမင်းညကလေတိုက်လို့တန်စကားကသူ့ဘာသာလဲတာငါနဲ့ပါဆိုင်လဲကျက်ဆိုတာအတောင်ပန်နဲ့ခြေသေးရှိတာပဲပျော့ပြောင်းပြီးမြေစီလွာကောင်းတဲ့နေရာမျိုးဆိုတဘာဝအတိုင်းတွားရက်ကြမှာပဲလေဒါတိရစ္ဆာန်တွေရဲ့ဗီဇတဘာဝပဲငါကသူတို့ခြေထောက်တွေကိုလိုက်ရိုက်ချိုးပြရမှာလားသူကတော့တတ်မဲ့လူလဲကြဖို့ဆုံးဖြတ်ထားမှန်းကျွန်တော်သိလိုက်တယ်တန်စကားကွင်းတွေရဲ့ဖြတ်တောက်ကြောင်းကညင်ညာနေတာမို့ဒါလူကတမင်လုပ်ထားတာတိတာလုံးနေတယ်ဗီဇတဘာဝဆိုပြီးတော့လဲကျွန်တော်ဘက်ကနစ်နာမှုကိုဒီတိုင်းအလကားအဆုံးရှုံးခံလို့မရဘူးဒီတန်ငွေဆေးပင်ပြိုးပင်တွေအတွက်ကျွန်တော်ယွမ်6000ရင်းနှီးထားတာဦးလေးရုပ်ပေးရမယ်ဟဲရှန်လင်းမင်းစာတွေဖတ်ပြီးဦးကြောင်ဖြစ်သွားပြီထင်တယ်ငါချက်တွေကမင်းအခင်းထဲကပိုးကောင်တွေကိုစားပေးတာမင်းအတွက်ပိုးမွားနေငင်းပေးတာလေကိုပြီးတော့ချက်ချေးကကောင်းစားတဘာဝမြေဩဇာပဲငါကမင်းမြေကွက်ကိုအလကားမြေဩဇာကျွေးပေးနေတာမင်းကအမျက်တောင်ထိုင်စားနေရသေးတယ်ဘာလာတောင်းကျမ်းနေတာလဲဘေးကဝိုင်းကြည့်နေတဲ့ရွာသားတွေကပိုများလာပေမဲ့ဘယ်သူမှဝင်မပြောရဲကြဘူးဒီလူလေကြီးကိုဘယ်သူမှမပတ်သက်ချင်မှအားလုံးသိကြတာကိုကောင်းပြီလေဒီအမျက်ကိုပဲကျွန်တော်ယူလိုက်ပါမယ်ဦးလေးလူနောက်တမရစီနဲ့ပေါ့တထေးရှန်ဒီတိုင်းပဲလွတ်ထားတော့မလို့လားဒါမျိုးသာကျွန်တော်ကိုလုပ်ရင်ဒီနေ့သူ့ခြေထောက်တစ်ဖက်ဖြုတ်ပစ်လိုက်ပြီအလုပ်တွေအားလုံးခဏရပ်ထားလိုက်ပါလစာကိုတော့ပုံမှန်တိုင်းပေးမယ်အားလုံးအိမ်ပြန်လာကြပါဦးပြောပြီးတာနဲ့ကျွန်တော်လှည့်ထွက်ပြီးအလုပ်သမားတန်းလျားလေးကိုတန်းပြန်လာခဲ့တယ်အနက်ရောင်မှတ်စုစာအုပ်လေးကိုထုတ်ပြီး10ရင်းစမှတ်တော့တယ်ဇွန်လ12ရက်တန်ခွေဆေးပင်ပြိုးပင်များပြင်းထန်စွာပျက်စီးတိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုခန့်မှန်းခြေရွမ်6000ဒီ10ရင်းကိုသူ့ဘက်ကအရင်ရော့တိုးပါမျောလင်းချက်အမဲဆုံးနေလန်းနဲ့ပြန်ပေးဆက်ရစေမယ်ဒုတိယမြောက်နေ့မှာတော့အပြဲကြီးဥလူကဟန်တောင်မဆောင်တော့ပဲမနက်6နာရီတိတိမှာတောင်ကုန်းပေါ်တက်တန်စလုံးကိုတီးပြီးကြက်အုပ်ကြီးကိုကျွန်တော်မြေကွက်ဖက်မောင်းထုတ်တော့တယ်ကျွန်တော်ကတော့မျက်နှာတုပ်ပူဝါနဲ့တုပ်ရင်းနဲ့ပဲကားဆုပ်လေးကိုမောင်းပြီးမြို့နယ်တွေကတရုတ်တိုင်းရင်းဆေးထုတ်လုပ်တဲ့စက်ရုံစီတန်းမောင်းခဲ့တယ်မန်နေဂျာဆေးဖော်ပြီးကြံတဲ့ဒဏ်ခွေနဲ့ဟွန်ချီအရင်ညစ်ပြီးသားဆေးဖက်တွေကိုဘယ်လိုရောင်းလဲမောင်ရင်ရဲ့အဲ့ဒီအရာတွေကချင်းစုပ်ပြီးနန်းစော်နေတာတစ်သားတုံးတွေလို့ဖြစ်နေလို့ဝက်တောင်မစားဘူးဘာလို့မလို့လဲမြေဩဇာလုံးမလို့ပါခင်ဗျားတို့စီမှာဘယ်လောက်ရှိလဲကျွန်တော်အကုန်လုံးတိန်းကျုံးဝင်မယ်တဲယူပို့ဆောင်ရေးစရိတ်လဲစိုက်ထုတ်ပြီးရွာထဲအထိဓာတ်ရိုက်တဲခိုင်းလိုက်မယ်မွန်းလွဲပိုင်းမှာတော့အကြီးစားမြေတဲကား3စီးရွာထဲကိုတကြုံနဲ့မောင်းဝင်လာပြီးဆူရှာပြီးချင်းစုံနန်စော်နေတဲ့အမျိုးရောင်အရင်ညစ်ပြီးသားဆေးဖက်တန်ချိန်10နဲ့ချီကိုကျွန်တော်ဆေးကင်းနဲ့တွန်းချလိုက်တော့တယ်ကျွန်တော်ကတော့ဓာတ်ငွေကမျက်နှာဖုံးကိုတက်အာနီတင်ပြင်း EN အကျိုးပြုအနုဇီဝအရည်တွေနဲ့အဲ့ဒီအရင်ညစ်ပြီးသားဆေးဖက်တွေကိုရောမွေပြီးဓာတ်ဟိုးကားနဲ့မြေချင်းတွေထဲနက်ရှိုင်းမြုပ်ပစ်လိုက်တယ်ရွာသားတွေအကုန်လုံးကအုံနဲ့ချင်းနဲ့လာကြည့်ကြပြီးဝိုင်းပြောကြတော့တယ်ရှန်တို့အိမ်ကအကောင်လေးစိတ်တန်ရပြီးယူသွားပြီထင်တယ်အပြဲကြီးဥလူအနိုင်ကျင့်တာခံရတာတောင်မပြောရတဲ့အပြင်အခုလိုနန်းစော်နေရဲ့အမိုက်တွေကိုမြေရဲလာတုံနေသေးတယ်ဒီမြေမှာဘာပေါက်တော့မှလဲအဲ့ချိန်မှာပဲအပြဲကြီးဥလူရောက်လာပြီအိုးဟိုရှန်လင်းမင်းဦးလေးကိုရေတအောင်လုပ်နေတာလားဟာမင်းကနန်းစော်နေရဲ့ဆေးမြဟောင်းတွေနဲ့ကြက်တွေကိုမောင်းထုတ်နိုင်မယ်ထင်နေတာလားတောချက်ဆိုတာမြေရဲရတာအကြိုက်ဆုံးကိုမင်းကမြေမြုပ်လေသူတို့ကပိုးရက်လေဖြစ်မှာဦးလေးလူကျွန်တော်ကိုစကားနာထိုးဖို့မလိုပါဘူးကျွန်တော်မြေမှာကျွန်တော်ကြိုက်တာဝယ်ပြီးသုံးပါပဲဟွန်းလူတက်ကြီးလုံးမနေပါနဲ့ကွာမင်းရဲ့ဒီမြေစုပ်ကနေဘာငတ်ဦးထွက်လာမလဲငါစောင့်ကြည့်လိုက်ဦးမယ်သူတို့ကခင်မီစိုက်ပျိုးရေးအနုဇီဝဗေဒကိုနားမလည်ကြဘူးဒီလိုအချင်းဖောက်ထားတဲ့အရင်ညစ်ပြီးသားဆေးဖက်တွေဟာ EN အနုဇီဝပိုးတွေရဲ့အာနိသင်ကြောင့်အမြင့်တက်တွေလျင်မြန်စွာပြိုကွဲပျက်စီးသွားပြီးဒဏ်ငွေဆေးပင်ရဲ့ထူးခြားတဲ့အချို့ဆွတ်တဲ့မှုရနံ့ကိုထုတ်လုပ်ပေးတယ်တောချက်တွေအတွက်တော့ဒါဟာညှင်းဆန်လို့မရတဲ့အကောင်စားအစားအစာလိုပဲဖြစ်သွားလိမ့်မယ်၃ရက်အကြာမနက်ခင်းမှာတော့ရှေ့ပြေးချက်ဖအချို့ကစမ်းသက်ပြီးတစ်စိတ်နှစ်စိတ်စားကြည့်ကြတယ်ပြီးနောက်မှာတော့ယူတုတ်သွားတယ်လို့မျိုးအငန်းမရမျိုးချကြတော့တာပဲကျွန်တော်ကတော့အေးလူပဲကြည့်နေလိုက်တယ်နာယီဝက်အတွင်းမှာတင်ကြက်ကောင်ရီ9000လုံးဟာအရင်ညစ်ပြီးသားဆေးဖက်မြုပ်ထားတဲ့မြေချင်းတွေစီမှာပဲစုပြုံတိုးဝေပြီးအလူရက်စားတောက်နေကြတော့တယ်ရှင်တန်နေတဲ့ဒဏ်ငွေဆေးပင်ပြိုးပင်တွေကိုကိုက်ဖြတ်ဖို့ကိုလုံးဝမေ့လျော့သွားကြပြီကျွန်တော်လည်းလှည့်ပြန်လာပြီးအိမ်မှာ10ရင်းဆက်မှတ်လိုက်တယ်တန်ခွေဆေးပင်အရင်ညစ်ပြီးသားဆေးဖက်တန်60နဲ့ENအကျိုးပြုအနုဇီဝလီများထည့်သွင်းခြင်းကုန်ကြစရိတ်ရွမ်1000
ချိန်တွေတဖြည်းဖြည်းကုန်လွန်သွားခဲ့တယ်ကျွန်တော်ဟာမနက်မိုးမလင်းခင်ကတည်းကညမိုးချုပ်အထိအရင်ညစ်ပြီးသားဆေးဖက်တွေကိုတောင်ကုန်းတစ်ခုလုံးအနှံ့ဖြန့်ခင်းညှို့နှံခဲ့တယ်အခုဆိုမနက်မိုးလင်းလာနဲ့အပြည့်ကြီးဥလူတန်စလုံးတီးပေးဖို့တောင်မလိုတော့ပဲကြက်ကောင်ရီ9000လုံးဟာကျွန်တော်မြေခွက်ထဲကိုသူတို့ဘာသာအလူရက်ပြေးဝင်လာကြပါတော့တယ်ကျက်အုပ်ကြီးကဆေးပင်တွေကိုဖျက်ဆီးမဲ့အစားမြေထဲကပိုးမွားတွေကိုပါတကောင်မကျန်အပြည့်ရှင်းပေးသွားကြပြီးအန်ဩစရာကောင်းလောက်အောင်ပဲအဲ့ဒီကျန်နေတဲ့ဒန်ကွေဆေးပင်ပြိုးပင်လေးတွေဟာအသက်ပြန်ရှင်ပြီးထောင်နဲ့ထွက်လာကြတော့တယ်ပို့ပြီးသဘောကျဖို့ကောင်းတာကအအကျိုးပြုပိုးတွေစားထားတဲ့တောချက်တွေစီကထွက်လာတဲ့ချက်ချီတွေဟာအစစ်မြင့်ဆုံးတဘာဝအော်ဂဲနစ်မြေဩဇာတွေဖြစ်သွားတာပဲအပြည့်ကြီးဥလျူကတော့လုံးဝအံ့ဩသွားတော့တယ်သူသတိထားမိတာကသူ့ချက်တွေဟာအရင်ညစ်ပြီးသားဆေးဖက်တွေစားပြီးတိမ်မသွားတဲ့အပြင်တစ်နေ့ထက်တစ်နေ့ပိုပြီးဝါဖြိုးလာတာကိုပဲတွေ့လားဒါကိုနမင်းကမရာလို့ခေါ်တယ်ကိုရှန်လင်းငါမင်းကိုစောစောကလေးကပြောတာပဲအခုတော့နှစ်ဦးနှစ်ဖက်အကျိုးရှိသွားပြီမဟုတ်လားမင်းရဲ့တန်ကွေဆေးပင်တွေလည်းအသက်ရှင်ပြီးငါချက်တွေလည်းဝါဖြိုးလာပြီးဒါနဲ့စကားမဆက်ငါရဲ့ကြောက်အုပ်ကြီးကမင်းအတွက်နေ့တိုင်းပေါင်းမြတ်တွေရှင်းပေးဘိုးကောင်တွေဖမ်းပေးနေရဆိုတော့မင်းလူငါခတွေအများကြီးတက်တာသွားတာနော်ငါဦးလေးရဲ့လောက်အားခကိုမင်းအလကားထိုင်စားနေရသေးတယ်ဟဲ့ဦးလေးလူပြောတာမှန်ပါတယ်ဒါကကျွန်တော်အတွက်တကယ်ကိုအလုံးအများကြီးတက်တာသွားစေတာဟွန်းမင်းတော်တော်အလိုက်တည်တာပဲဒီချက်တွေကစောင်းဦးရောက်ရင်ဈေးကောင်းနဲ့ရောင်းရတော့မှာမင်းရဲ့အဲ့ဒီနန်စော်နေရဲ့အရာတွေရှိသေးလားမလောက်ရင်နောက်ထပ်သွားတင်ဦးလေငါချက်တွေကိုအငက်မထားနဲ့ကိုကကျွေးလို့ရပါတယ်ဦးလေးကျွန်တော်အလုပ်သမားတန်းလျာကိုပြန်လာပြီးမဆုစာအုပ်ကိုဖွင့်ကတတိယမြောက်ဆက်ရင်းကိုချရေးလိုက်တယ်ဇွန်လ30ရက်တန်ကွေဆေးပင်များပိုးမွားအနေမှာကင်းဝေးလောက်သားခတက်တာမှုခန့်မှန်းခြေရွမ်3000တက်မြေဩဇာဘိုးတက်တာမှုခန့်မှန်းခြေရွမ်1000အရင်ညစ်ပြီးသားဆေးဖက်ဝယ်ယူခဲ့သည့်ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်နဲ့ကျေသွားပြီအပြည့်ကြီးဥလျူလုံးဝမသိတာကဒီရက်ပိုင်းတွေအတွင်းအရင်ညစ်ပြီးသားဆေးဖက်တွေကိုစက်တိုက်စားသုံးခဲ့တဲ့အတွက်အဲ့ဒီတောချက်တွေရဲ့ဥလန်းကြောင်းဘက်တီးရီးယားစနစ်ကလုံးဝပြောင်းလဲသွားခဲ့ပြီဆိုတာပါပဲသူတို့သာအိမ်ပြန်ပြီးကြမ်းတမ်းလာတဲ့ချက်စာအဟောင်းတွေကိုပြန်စားရင်ဘလို့မှမျိုးချနိုင်တော့မှာမဟုတ်ဘူးရက်တွေတရက်ပြီးတရက်ကုန်လွန်သွားရင်မျက်စိတမိတ်အတွင်းမှာပဲနွေရာသီကိုရောက်လာခဲ့တယ်ဒီနှစ်ကရာသီဥတုကတအားပူပြီး10ရက်ကျော်စက်တိုက်မိုးတစ်ပေါက်မှမရွာခဲ့ဘူးဖေးမလွယ်တော့ဘူးချက်တွေပိုက်လန်ပြီးတေကုန်ပြီးဒါနဲ့ဆိုဒီနေ့တင်အပူများပြီးတေတာကောင်30ရှိပြီဒီတိုင်းသာစက်ပူနေရင်တိုးချက်ကောင်ရေ9000လုံးချက်ကင်ဖြစ်ကုန်လိမ့်မယ်အပြည့်ကြီးဦးလေးလူတစ်ချက်စဉ်းစားလိုက်တယ်ငါစီးဝါးရေးတော့ပြတ်တော့မှာပဲဒီယာဒီဥရုကလည်းနေပူရှောင်စရာနေရတော့မရှိဘူးအချိန်ဖြုံးမနေနဲ့တော့မြန်ကျန်တဲ့ချက်တွေကိုအကုန်လုံးရှန်လင်းရဲ့မြေခွက်ထဲမောင်းသွင်းလိုက်သူ့ဘက်ကအရွက်တွေကအကြီးကြီးဆိုတော့အောက်မှာအေးလိမ့်မယ်သူ့သားကဒီလိုပြန်ပြောသေးတယ်အဖေကလည်းအဖေပဲပြောတော့သူ့ကိုအလကားအမျက်မပေးနိုင်ဘူးတိုးချက်ချေးတွေကိုသူ့အလကားရနေတာဆိုသားအဖနှစ်ယောက်စကားပြောရင်းဆဲကုန်ပြီမင်းကတော့တကယ်ငတုံးပဲချက်တွေတေးကုန်ရင်ချက်ချေးကဘာလို့ဖို့လဲအမြန်ဆုံးသွားမောင်းသွင်းပြီးအရိတ်ခိုခိုင်းလိုက်အခြားတစ်ဖက်မှာတော့ကျွန်တော်အလုပ်သမားတန်းလျားထဲမှာဆယ်ရင်းစာအုပ်စစ်ဆေးနေတော့အလုပ်သမားကြီးအဖိုးလီကချွေးတတိနဲ့အလောတကြီးပြေးဝင်လာတယ်ဆရာရှန်မကောင်းတော့ဘူးမြန်ဆေးခင်းစီတွားကြည့်ပါအောင်အပြဲကြီးဦးလျူကတော်တော်အရှက်မရှိတာပဲသူ့တောင်ကုန်းပေါ်မှာချက်တွေအပူများပြီးတေကုန်လို့အခုချက်ကောင်ရေ9000လုံးကိုကျွန်တော်တို့တန်ကွေဆေးပင်အရွက်တွေအောက်မှာအရိတ်ခိုဖို့အကုန်မောင်းသွင်းနေပြီဗျဘာလို့အလက်တကြားဖြစ်နေတာလဲလာပါစေဗျမလန့်ပဲနေမလားဆရာရဲ့ဒီအပူတန်ကထူးထူးဆန်းဆန်းကိုပူတာကျွန်တော်တို့ရဲ့တန်ကွေဆေးပင်တွေလည်းကြာရင်ခံနိုင်မှာမဟုတ်တော့ဘူးဟိုဘက်ရွာကအဖိုးဝင်ရဲ့ဖျဲခင်းအေးကတော်များလည်းအကုန်ချောက်ပြီးတေကုန်ပြီးတော့ဘေးပတ်ဝန်းကျင်မှာချက်ကောင်တွေပါအုံလိုက်ချင်းလိုက်ထွက်လာလို့လီလောက်ကန်းရဲ့တစ်တီးချန်ဆိုတညတဲ့နဲ့တစ်ပင်တွေအကုန်ပေါက်တွေဖြစ်ပြီးပျက်စီးကုန်ပြီဗျကဲတွားစိုက်ခင်းစီတွားကြည့်ကြစို့စေကင်းနာရောက်တဲ့အခါအဖိုးလီနဲ့အခြားနေသားအလုပ်သမားတွေပါလုံးဝအံ့အောင်မှင်သက်ကုန်ကြတော့တယ်ဘေးပတ်ဝန်းကျင်တစ်ပြင်လုံး6တွေ့တူချစ်ပြီးပျက်စီးနေတဲ့မြင်ကွင်းကြားထဲမှာကျွန်တော်ရဲ့တန်ခွေဆေးပင်စိုက်ခင်းကြီးကတော့စိမ့်လန့်ဆူပြီးနေုံတင်မကပဲထူထဲတောင်တင်းတဲ့အရွက်ကြီးတွေကနေအောင်အောက်မှာအယောင်တလက်တောင်တောက်နေသေးတယ်မိုးခေါင်ရေရှားတဲ့တန်ကိုလုံးဝခံရတဲ့ပုံစံမရှိဘူးဒါတရဲဝင်ဘူးတာလားတို့တွေရေလဲတခါမှမလောင်းရပါလားအဖိုးလီကမယုံနိုင်ပဲစောင့်ကြောက်ထိုင်ချလိုက်ပြီးအပေါ်ရန်မြေ6တွေကိုလက်နဲ့ရက်ကြည့်လိုက်တဲ့အခါမြေအောက်ထဲမှာဆူဆွနေုံတင်မကပဲလက်မှာပါကက်ဆေးဆေးဖြစ်နေတာကိုတွေ့လိုက်ရတယ်တတိဒီမြေကဘာလို့ဆိုနေတာလဲအဖိုးလီကျွန်တော်မြေထဲမှာမြုပ်ထားခဲ့တဲ့အရင်ညစ်ပြီးသားဆေးဖက်တန်ချိန်10နဲ့ချီကိုမေ့သွားပြီလားအဲ့ဒီအချင်းဖောက်ထားတဲ့အရင်ညစ်ပြီးသားဆေးဖက်တွေမှာအမြင်ဓာတ်တွေအများကြီးပါတယ်အနုဇီဝပိုးတွေရဲ့အာနိသင်ကြောင့်မြေအောက်ထဲမှာရေမြုပ်ကြီးတစ်ခုလိုဖြစ်သွားပြီးငွေဦးကရွာခဲ့တဲ့မိုးရေတွေကိုအောက်မှာအကုန်လုံးစုပ်ယူထိမ့်သိမ်းထားပေးတာလေဒါဆိုချက်ကောင်တွေကဘေးပတ်ပတ်လည်မှာချတွေအများကြီးပဲကျွန်တော်တို့စီမှာဘာလို့ပိုးကောင်အရေးရောင်အောင်မမြင်ရတာလဲစကားဆုံးယုံရှိသေးဝါဖြိုးနေတဲ့တောချက်အချို့ကဝုန်းကနေပြေးလာပြီးမြေထဲကနေစူဖြိုးနေတဲ့ချက်ကောင်တစ်ကောင်ကိုစိတ်ဆွဲစားလိုက်ကြတယ်ဒီလိုချက်ကောင်ကြီးအတန်9000ကနေတိုင်းဒီမြေပေါ်မှာပိုက်စိတ်တိုက်ရှာဖွေနေကြလို့ဘယ်ချက်ကောင်ကမှကျွန်တော်တန်ခွေဆေးပင်မြစ်တွေနာကဲ့ရဲမှာလဲဆရာရှန်အရင်ကရွာထဲကလူတွေကမင်းမြေထဲကိုအမိုက်တွေလာတုံလို့ယူနေပြီလို့ဝိုင်းလောင်ကြတာအခုကြည့်တော့မင်းကဒါတွေအကုန်လုံးကိုကြိုတင်တက်ထားပြီးသားကိုဒါကိုလေယာစိုက်ပျိုးရေးအနုဇီဝဂေဟစနစ်ပတ်လန်းလို့ခေါ်တဲ့အဖိုးလီတိတ်ပန်ကြီးကြစိုက်ပျိုးတာဟာမိုးလေဝသကိုပဲထိုင်မြော်နေဖို့မလိုဘူးဒီလိုတဘာဝဘေးအန္တရာယ်နဲ့ထက်ကွန်းကြကနေလွတ်မြောက်သွားတဲ့တဲ့ဟာတရွာလုံးကိုအလျင်မြန်ပြန့်နှံ့သွားခဲ့တယ်ညနေပိုင်းမှာတော့ရွာလူကြီးကစိတ်ညစ်နေတဲ့တတိစိုက်တောင်သူတွေဟင်းသီးဟင်းရွက်စိုက်တောင်သူတွေကိုခေါ်ပြီးကျွန်တော်စိုက်ခင်းစီအထူးလာရောက်လေ့လာကြတော့တယ်ဟာတက္ကသိုလ်ကျောင်းသားဆိုတာတကယ်ကိုမတူဘူးပဲရှန်လင်းမင်းရဲ့ဒီပညာရက်ကတို့ရွာအတွက်တကယ်မျက်နှာပွင့်စေတာပဲဗျဟုတ်တယ်ရှန်လင်းငါတို့ခြံတွေကိုလည်းအဲ့ဒီလိုအံ့ဩစရာကောင်းတဲ့နန်းစော်နေတဲ့မြေဆိုးတွေကိုဝယ်ပြီးထည့်ပေးလို့ရမလားအပြည့်ကြီးဦးလူကတော့တစ်ဖက်ကကစင်းရုပ်ပေါ်မှာမတ်တက်ရရင်မျက်နှာတစ်ခုလုံးပြန့်နှံ့နေတော့တယ်သူကဘာမို့လို့ပိုက်ဆံအများကြီးရရမှာလဲငါချက်တွေတာမရှိရင်သူဘာမှစိုက်ပျိုးနိုင်မှာမဟုတ်ဘူးကြားရတဲ့လောက်တော့အဲ့ဒီနေ့ညနေပိုင်းမှာအပြည့်ကြီးဦးလူဟာကုံစုံဆိုင်မှာအရက်တောက်ပြီးစပွဲကိုရိုက်ကစကားကြီးစကားကျယ်တွေပြောခဲ့သေးတယ်ကျွန်တော်ကိုပညာပြအောင်မယ်လို့ပါကြုံရခဲ့သေးတယ်ကျွန်တော်အဲ့ဒါကိုသိလိုက်ရတဲ့အခါဒေါသထွက်မဲ့အစားရေပဲရေချင်မိတယ်အလုပ်သမားကြီးအဖိုးလီကိုအနားခေါ်ပြီးတိုးတိုးလေးမှလိုက်တယ်အဖိုးလီခုညစိတ်ချရတဲ့ညီကိုနှစ်ယောက်ကိုခေါ်ဓမီတွေယူပြီးစိုက်ခင်းထဲမှာတွားဆောင်ကြည့်ကြစို့တတိခြံဆောင်မလို့လားဆိုလိုတာကအပြည့်ကြီးဦးယူကဖြက်စီးဖို့လားမလို့လားသူရဲတောက်ရိုးသားတာမှမဟုတ်တာသူဖြက်စီးဖို့တော့မလာရဲပါဘူးဒါပေမဲ့ကျွန်တော်တို့တန်ခွေဆေးပင်တွေတန်နေတာကိုမြင်ရင်သူ
သူ့ရင်ထဲမှာကြောင်ကုန်းနေတယ်လို့ခံရခက်နေမှာကျင်းတည်တယ်သူလာဖြက်စီးမှာမဟုတ်ပေမဲ့လာပြီးအမျက်ထုတ်ဖို့စူးစမ်းလိုက်မယ်ဒီညကျွန်တော်နဲ့အတူသွားဆောင်ကြည့်အောင်မယ်ဟုတ်ပြီလား ကောင်းပါပြီတထေး မိုးချုပ်လို့ညတကောင်ကျော်မနက်အစောပိုင်း2နာရီမှာတော့ကျွန်တော်နဲ့အဖိုးလီဟာချိန်ထားတဲ့အတိုင်းစေကင်းအစုံကခြုံပုတ်တွေထဲမှာပုံပြီးစောင့်နေကြတယ်အဲ့ဒီအချိန်မှာပဲတန်စကာကွင်းဘက်ကနေကလစ်ဆိုတဲ့အတန်တွေထွက်လာတော့တာပဲကျွန်တော်ချက်ချင်းသိလိုက်တယ်ဒါအားပြင်းတဲ့ကကြီးကြီးနဲ့တန်စကာတွေကိုညှက်ဖြတ်နေတဲ့အတန်ပဲအပြဲကြီးဥယူနဲ့သူ့သားကတော့ခါကြီးကုန်ပြီးမြေပေါ်မှာလဲကျနေတဲ့တန်စကာကွင်းတွေကိုကျွန်တော်ရဲ့ဒဏ်ငွေဆေးပင်စိုက်ခင်းတဲ့ဘက်ကိုတစ်ချက်ချင်းတိုးပြီးရွှေ့နေကြတယ် ဟေးတို့တွေသူများမြေရဲ့ကိုဒီလောက်ထိအများကြီးရွှေ့လိုက်တာဒါသူတို့မြေကွက်လက်နှစ်ကွက်စာနီးပါးလောက်ရှိသွားပြီနော်မနေ့ပြန်ကြလို့သူရိမ့်မိသွားရင်ဘယ်လိုလုပ်မလဲ မင်းကလည်းဘာကြောင့်နေတာလဲအဲ့ဒီပြောညက်တဲ့ကောင်ကဘာအတန်မှထွက်ရဲမှာမဟုတ်ပါဘူးဒီလိုတောတောင်ရှုံမြောင်ထဲမှာဘယ်မှာလာပြီးတိကျတဲ့နယ်နိမိတ်မြင်ရှိမှာလဲဒီစကားကွင်းကအရင်ကတည်းကဒီနေရာမှာရှိနေတာလို့ပဲငါတို့ပြောလိုက်မှာပေါ့သူများမြေကိုတအေးကပိုသိမ်းနိုင်ရင်တအေးကစာပိုက်ဆံပို့ရတာပဲကိုဒီမြေအောက်မှာစိုက်ထားတာတွေကတန်ခွေဆေးပင်တွေကိုဒါတွေအကုန်လုံးကပိုက်ဆံတွေကြီးပဲ ဦးလေးလီဦးတကောင်ရန်ကြီးမအိပ်ပဲနဲ့ကျွန်တော်မြေကွက်ထဲမှာဘာအင်ဂျင်နီယာလုပ်ငန်းတွေလာလုပ်နေတာလဲဗျ အမလေးအမီရှန်လင်း အပြဲကြီးဦးလျူမင်းတကယ်ကိုအရှက်မရှိတဲ့အဖိုးကြီးပဲတန်းခေါင်ရံအမောင်ထဲမှာသူများမြေကိုလာခိုးတာဒါတသက်မဲ့ဥပဒေချုပ်ဖောက်တာပဲအခုချက်ချင်းရဲခေါ်ပြီးမင်းတို့ကိုဖမ်းခိုင်းလိုက်ရမလား အဖိုးလီကလည်းဒေါသတကြီးဝင်អော်တယ် ဟုတ်တယ်ရဲခေါ်လိုက် ဘာရဲခေါ်မယ်ဟုတ်လားဘသူကမြေကိုလို့လဲရှန်လင်းမင်းမသိပဲနဲ့ဦးလေးကိုလာပြီးပုတ်ခတ်မစော်ကားနဲ့နော် တက်သေးတွေကမျက်စိရှိတင်ရှိနေတာပဲဒီစကားကွင်းတွေကကျွန်တော်ရဲ့ဒဏ်ငွေဆေးပင်ပြိုးပင်တွေပေါ်ထိရောက်နေပြီမင်းကအခုထိညင်းချင်သေးတာလား ဘာကိုညင်းရမှာလဲငါကကောင်းမှုကုသိုလ်လုပ်ပေးနေတာကိုမင်းညကလေတအားတိုက်လို့ဒီစကားတွေလဲကျသွားတာမဟုတ်လားငါတို့ချင်းကအိမ်နီးနားချင်းတွေပဲဆိုပြီးမင်းကိုတနာလို့တန်းကောင်ကြီးမှာငါသားကိုခေါ်ပြီးစကားတွေပြန်ထောင်ပေးတာလေမင်းကတော့တကယ်ပဲလူကောင်းကိုခွေးကြိုက်တဲ့ကောင်ပဲလူစေတနာကိုစော်ကားလိုက်တာ ကျွန်တော်ကိုကူညီပြီးစကားထောင်ပေးတာကကျွန်တော်မြေထဲကို2မီတာလောက်တိုးပြီးရွှေ့ဖို့လိုလို့လား အိုးဒါကတန်းကောင်ကြီးမှောင်မဲနေတာကိုငါကအသက်ကြီးပြီဆိုတော့မျက်စိလည်းတိတ်မကောင်းတော့ဘူးနေနမိတ်မသွားတာဘာဆန်းလို့လဲနောက်ပြီးတော့ဒီလိုတောင်ဆောင်မြေတွေကမြေပြိုလဲတယ်လေမြေစီလွာတွေပုတ်လာရင်နေနမိတ်ကသူ့ဘာသာရွေ့သွားတတ်တာပဲငါကမင်းရဲ့မြေစီလွာတွေကိုထိမ့်ညှိပေးနေတာ အပြဲကြီးဦးလျူမင်းထက်ပြီးတော့ရှောက်လေဦးမလို့လားမင်းတကယ်ပဲလူတိုင်းကိုလူချင်းလူနှုံထင်နေတာလားစောစောကမင်းနဲ့မင်းသားပြောနေတဲ့စကားတွေကိုတို့တွေတလုံးမကြံအကုန်တိုင်းသားကြလိုက်ပြီ ကဲကောင်းပြီလေစေတနာကိုအမုန်းပွားတယ်ပေါ့မင်းတို့ကအကောင်းမသိရင်လည်းဒီစကားကွင်းတွေကိုငါလုံးဝလာမကြည့်တော့ဘူးမင်းတို့ကြိုက်တယ်လို့သာလုပ်ကြတော့ဒါတွားကြမယ် ဟေးဒီတိုင်းပဲသူ့ကိုလွတ်ပေးလိုက်တော့မလို့လားဒီတော့တာကိုဘလို့မှမျိုးချလို့မရဘူးဗျ ဒီနေ့သူ့ကိုလက်ပူးလက်ချက်မိလိုက်တာသူ့ရဲ့အရှက်မရှိတဲ့ပါဆက်ကြီးပိတ်သွားတာပဲအကောင်းဆုံးရလက်ပဲမနက်ဖြန်မနက်စောကြီးကြရင်အင်ဂျင်နီယာအဖွဲ့ကိုချက်ချင်းဆက်သွယ်လိုက်ပါ ဟုတ်ကဲ့ဘာလို့ပို့လဲတထေး ငါတို့ရဲ့နယ်နိမိတ်မြင့်တိုင်းတစ်ပတ်ပတ်ပြီးအမြင့်2မီတာရှိတဲ့တန်မဏိဇာကကွင်းထူကြီးတွေအကုန်တက်ဆင်မယ်ပြီးတော့လျှက်စစ်တအားနဲ့ခြံစည်းရိုးစနစ်ပါတစ်ခါတည်းတွဲထည့်မယ်ပတ်စံကိုငါကိုယ်တိုင်အကုန်စိုက်ထုတ်မယ်သူနောက်မြေကွက်ကိုဘလို့ထက်ရွှေအောင်မလဲငါစောင့်ကြည့်ချင်သေးတယ်နောက်နေ့မနက်အစောပိုင်းမှာအင်ဂျင်နီယာအဖွဲ့ကရွာထဲကိုဝင်လာခဲ့တယ်အဖိုးလီနဲ့အလုပ်သမားတွေရဲ့ကြီးကြပ်မှုအောက်မှာပဲတောင်တင်းခိုင်မာတဲ့တန်မဏိဇာကကွင်းတိုင်းကြီးကမြေပြင်ကနေဝုန်းကနေထောင်တက်လာတော့တယ်အပြဲကြီးဦးလူကတော့တစ်ဖက်တောင်ကုန်းပေါ်မှာရက်ကြည်ရင်နဲ့ဒေါသထွက်လုံးလို့ခြေဆောင်ပြီးတောက်ခေါက်နေတော့တာပဲအချိန်တွေကုန်လွန်သွားရင်မျက်စိတမိတ်တွင်းမှာပဲဒဏ်ငွေဆေးပင်တွေရောင်းတန်းဝင်ထွက်ရှိတော့မဲ့ရွှေရောင်အချိန်ကာလကိုရောက်ရှိလာခဲ့ပြီးရွာထဲကစိုက်ပျိုးရေးကျွမ်းကျင်တဲ့လူကြီးတွေကတော့ဒီလိုအရေးသွေးမျိုးရှိတဲ့ဒဏ်ငွေဆေးပင်တွေကိုမြို့တော်ရဲ့စေဝါဆေးကွက်အထိယူသွားရင်တော့အကောင်းဆုံးနဲ့ဈေးကြီးဆုံးအဖြစ်လူဝယ်ကြလိမ့်မယ်လို့ဝိုင်းချီးမွမ်းကြတယ်အခြားတစ်ဖက်မှာတော့အပြဲကြီးဦးလူရဲ့တောချက်ကောင်းရင်9000ကလည်းဈေးကွက်ထဲကိုတင်ပို့ရောင်းချရတော့မဲ့ရွှေရောင်ချိန်ကိုရောက်လာခဲ့ပြီးပတ်စံပို့ပြီးအမျက်အစွန်းရချင်တဲ့အတွက်ကြောင့်အပြဲကြီးဦးလူဟာချက်တွေကိုဈေးကွက်မတင်မီနောက်ဆုံးအချိန်အလေးချိန်တိုးအောင်အတင်းကျပ်အစာကျွေးဖို့ဆုံးဖြတ်လိုက်တော့တယ် ဒါတောင်အောက်ကချက်တွေကိုအကုန်လုံးချက်ချန်နဲ့ပြန်မောင်းသွင်းလိုက်တော့ဒီနောက်ထက်လောက်ဝက်အတွင်းမှာသူတို့ကိုရှောက်သွားခွင့်မပြုတော့ဘူးအကုန်လုံးကိုပြောင်းဖို့တွေပဲအဝတ်ကျွေးပြီးအစီတက်အောင်လုပ်ရမယ် သူကသူ့သားကိုခေါ်ပြီးလက်ထဲမှာလင်မန်းစုပ်ကြီးတစ်ချောင်းကိုကင်ကာတောင်းနဲ့ကောင်းကင်ကွဲမတက်ဆွဲတီးပြီးအော်တော့တယ် အိမ်ပြန်မယ်အကုန်လုံးအိမ်ပြန်ကြစို့ ကျုပ်ကြီးကထိတ်လန့်ပြီးဟိုဘက်ဒီဘက်ပြေးလော့ကုန်ကြပေမဲ့အပြဲကြီးဥယူရှိတဲ့ဘက်ကတော့တကောင်မှပြန်မပြေးကြဘူးအပြဲကြီးဥယူလည်းဒေါသတကြီးနဲ့လဲကျနေတဲ့တန်စကာအဟောင်းတွေကိုကြော်ဖြတ်ပြီးတောင်ကုန်းတစ်ခုလုံးဘက်ကလိုက်လံမောင်းနေတော့တယ် တက္ကသိုလ်ကျောင်းသားလေးမင်းကိုတကယ်ပဲကျေးဇူးတင်ပါတယ်ကွာဦးလေးအတွက်ချက်တွေကိုဒီလောက်ထိအလကားထိန်းချောင်းပေးခဲ့လို့ချက်တွေကတကယ်ကိုတမထွားကြိုက်နေတာပဲဦးလေးကတော့မင်းကိုအားနာမနေတော့ဘူးနော်အခုဒါတွေကိုမြို့နယ်ထဲတွားရောက်တော့မယ်မရောက်ခင်မှာတော့ဖွဲနှုတွေပြောင်းဖို့တွေနဲ့အလေးချိန်စီအောင်အတင်းကျွေးရအောင်မယ်ဒါမှပေါင်ချိန်ပြည့်ရမှာလေဟဲကျွန်တော်ကတော့အလုတ္တမတန်းရရဲ့တကားမှာမတက်ရရင်သူနဲ့သူသား2ယောက်လုံးတကယ်ကိုတနာစရာကောင်းအောင်ပင်ပန်းကြီးစွာနဲ့နေဝင်မိုးချုပ်ခါနီးမှကြက်ကောင်ရီ9000လုံးကို6လက်မောင်းသွင်းသွားတာကိုအေးအေးဆေးဆေးကြည့်နေလိုက်တယ် ဟေးသူ့ကိုဒီတိုင်းပဲချက်တွေကိုပေးမောင်းသွားတော့မလို့လားဒါဆိုတို့တွေကသူ့အတွက်လက်ပေါင်းများစွာအလာကအစာကျွေးပေးခဲ့တယ်လို့ဖြစ်နေပြီမဟုတ်လား မလောပါနဲ့အဖိုးလီရဲ့ဇလန်းကောင်းကအခုမှစတာအပြဲကြီးဥယူဟာကြက်အုပ်ကြီးကိုပိတ်လောင်မွန်းကျက်နေတဲ့ကြက်ချန်တွေကိုအကုန်လုံးထည့်လိုက်ပြီးသူနဲ့သူသားဟာဈေးတက်တာဆုံးနဲ့ဂရင်းမြိတ်စီမဲ့6တွေ့တဲ့ပြောင်းမှုစီတွေနဲ့ဖွဲနုအိတ်ကြီးတွေကိုထမ်းလာပြီးကြက်စာခွက်တွေထဲကိုတဝုံဝုံနဲ့လောင်းထည့်လိုက်တော့တယ် စားကြစမ်းအကုန်လုံးအားရပါရစားကြစမ်းမင်းတို့ဝါဖြိုးလေငါပိုက်ဆံပိုးရလေပဲဟာ သူကတော့ကြက်အုပ်ကြီးကအရင်ကလိုပဲအစာခွက်စီကိုဝုန်းကနေစုပြုံတိုးဝေပြီးအငတ်မရလူစားကြမဲ့မြင်ကွင်းကိုပျော်ပျော်ကြီးမျောလင့်နေတာပေါ့ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီကြက်ကောင်ကြီး9000တဲ့ကတကောင်မှရှေ့ကိုတိုးမလာကြဘူးအပြဲကြီးဥယူရဲ့သားကကြောင်အံ့နဲ့ ဟေးဘာဖြစ်တာလဲမသိဘူးသူတို့ဘာလို့မစားကြတာလဲ တောက်ဒီကောင်တွေကိုမုန်းလွဲပိုင်းကလေးကညှက်ထားခဲ့တာလေခဏနေရင်သူတို့ပိုက်စားလာပြီးအလို့အရက်စားကြမှာပဲကောင်းကင်ကြီးပြောင်းပြန်လန်သွားရင်တော့မစားပဲမနေနိုင်ပါဘူး ဒါပေမဲ့တနာရီကုန်လွန်သွားတယ်2နာရီကုန်လွန်သွားတယ်အစာခွက်ထဲကပြောင်းမှုစီလေးတစ်စိတောင်မှရွှေလျားချင်းမရှိဘူးကြက်အုပ်ကြီးရဲ့ရုံးရင်းဆန်ခက်ဖြစ်မှုကပိုပြီးတော့ပြင်းထန်လာတယ်အဲ့ဒီနောက်မှာတော့ကြက်တကောင်ကနေဆူဆူဝါးဝါနဲ့တေးမတက်အော်ဟစ်လိုက်တန်ထွက်လာပြီးဒ
တပြိုင်နက်တည်းမှာပဲကြက်ချန်တစ်ခုလုံးဝုန်းကနေပောက်ကွဲသွားတယ်လို့ဖျို့ဖျက်ဖြစ်ကုန်တော့တယ်ကြက်ကောင်ကြီး9000စလုံးဟာယူသွတ်သွားကြတယ်လို့မျိုးဆူဆူဝါဝါအော်ဟစ်ငူကျွေးရင်အပြင်ကိုရုံထွက်ဖို့အတွက်ကြက်ချန်ရဲ့တန်စကာကွင်းတွေကိုသူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့အာကုံဝုန်းကနေလိုက်လံစောင့်တိုက်ကုန်ကြတော့တယ်အပြဲကြီးဥလူရဲ့သားလဲလန့်ဖြတ်သွားပါတော့တယ် အခြေအနေမဟန်တော့ဘူးအဖေသူတို့တွေအစာလုံးဝမစားကြဘူးတစ်ချက်လေးတောင်လဲမကြည့်ကြဘူးဗျ အပြဲကြီးဥလူလည်းလုံးဝကြောင်အန်းသွားတော့တယ်သူကပြောင်းဖူးစေးတစ်စုပ်ကိုကျုံကောက်လိုက်ပြီးကြက်တကောင်ရဲ့နှုတ်သီးနာကိုအတင်းတိုးဝေးထိုးကျွေးတော့တာပေါ့ဒါပေမဲ့အဲ့ဒီကြက်ကခေါင်းကိုဝုန်းကနေပြက်တခါထုတ်ပစ်လိုက်ပြီးပြောင်းဖူးစေးတွေကိုလွင့်စင်သွားစေုံတင်မကပဲသူ့လက်ကိုပါနာကျင်အောင်စက္ကနဲပြန်စိတ်ပစ်လိုက်တယ် တောက်တော်တောင်းကျမ်းတဲ့ချက်တွေစားဆန်မင်းတို့အကုန်လုံးအဝစားကြဆန်ဒါတွေကအလကားရတဲ့အစာတွေမဟုတ်ဘူးကော ဒါပေမဲ့ဒီချက်တွေဟာရှန်လင်းရဲ့စိုက်ခင်းထဲမှာနူးညံ့ပြော့ပြောင်းပြီးချုံမြင်မွေးပြတ်နေတဲ့အရင်ညစ်ပြီးသားဆေးဖက်တွေကိုပဲနေတိုင်းအဝစားပြီးနေခဲ့ကြတာဖြစ်တယ်အခုလိုအချိန်မှာသူတို့ကိုမာကျောလာတဲ့ပြောင်းဖူးစေးတွေနဲ့ဖွဲနူးကြံတွေကိုအတင်းကျွေးဖို့ကြိုးစားတာဟာလူတစ်ယောက်ကိုကြောက်ခဲတွေဝါစားခိုင်းနေတယ်လို့မျိုးဘလို့မှမျိုးချနိုင်စရာအကြောင်းမရှိဘူးညနေဆောင်မှာတော့အလုတ်သမားကြီးအဖိုးလီကကျွန်တော်စီကိုအပြေးလွှာရောက်လာခဲ့တယ်သူ့မျက်နှာမှာတော့ဝမ်းသာအားရဖြစ်နေတဲ့အပြုံးကြီးနဲ့ အေးကြားလိုက်ရလားဗျအပြဲကြီးဥယူအိမ်ကကြက်တွေអော်နေတာဝတ်တက်နေရဲ့အတိုင်းပဲတရွာလုံးအတိုင်းသားကြားနေရတာတနာစရာကိုမရှိဘူးဒီအဖိုးကြီးကဖွဲနုကျန်းတွေနဲ့အလေးချိန်စီအောင်အတင်းကျွေးပြီးမန်စင်ကျင်သေးတာကိုအခုတော့သူ့ရဲ့အိမ်ပိုင်ယာပိုင်စီးပွားရေးတွေအကုန်ကြခံပြီးရော်ရတော့မှကျင်းနေတယ်ဟာဟာ ညနဲ့လာတာနဲ့အမျှတက်ချန်တွေကဆူဆူဝါဝါညီးတွားတန်တွေကပိုပြီးတော့ပြင်းထန်လာတယ်။အပြဲကြီးဥယူနဲ့သူ့သားဟာနီလန်ပေါင်းစုံတုံးပြီးစူးစမ်းခဲ့ကြပေမဲ့ကြောက်အုပ်ကြီးကတော့အစာကိုလုံးဝမလို့ကြဘူး။နောက်ဆုံးရေတောင်တငုံမှမတောက်ကြတော့ဘူး။နှစ်ရက်အတွင်းမှာတဲ့အရင်ကအမွှေးတောင်တွေပြောင်းလဲပြီးဝါဖြိုးနေတဲ့တောချက်တွေဟာမျက်စိရှိတင်တိတိတသားကြီးပိန်ကျုံသွားကြတော့တယ်။ပြီးတော့ချက်တွေဟာတကောင်ပြီးတကောင်ဝုန်းကနေလဲကျကုန်ကြပြီးပါဇက်ကနေအမြုပ်တစီစီထွက်ကတဆက်ဆက်တုံရင်တေဆုံးကုန်ကြတော့တယ် ဟေးနောက်ထပ်9កောင်ထပ်တည်ပြန်ပြီးပြီဒီတိုင်းသာဆက်သွားရင်တို့တွေမြို့နယ်ထဲတဲမသွားရသေးခင်မှာတင်ကြက်တွေအကုန်တေကုန်လိမ့်မယ် အပြဲကြီးဥလူလည်းဒေါသတကြီးနဲ့တေးလူမျိုးပါဖြစ်နေတဲ့ကြက်တကောင်ကိုဆွဲယူလိုက်ပြီးသူ့ရဲ့နှုတ်သီးကိုအတင်းဖြက်ကပြောင်းမှုစိတ်တဆုပ်ကိုလက်ချောင်းထဲထိရောက်အောင်အတင်းထိုးထည့်ပစ်လိုက်တယ်။အဲ့ဒီကြက်ကအသေးအတန်ရုံးကန်ပြီးမျိုးချလိုက်ရရှာတယ် တွေ့လားဒီကောင်တွေကအာခံကျင်နေတာငမခါနီးရင်ဘာမဆိုစားရမှာပဲ ။သူကဒါကိုပြဿနာဖြေရှင်းနိုင်မယ်နီလန်လို့ထင်သွားပြီးသူ့သားနဲ့အတူညလုံးပေါက်အေးရေးပြက်ခံကကြက်အကောင်ပေါင်းညာနဲ့ချီကိုအစာတွေအတင်းကျက်လိုက်လံထိုးကျွေးတော့တယ်။ဒါပေမဲ့ဒုတိယမြောက်နေ့မနက်မှာတော့အတင်းကျက်အစာကျွေးခြင်းခံရတဲ့ကြက်တွေရဲ့လေပင်တွေမှာမာကျောနေတဲ့အဖုကြီးတွေကအလုံးလိုက်ကြီးတွေဖြစ်ပြီးဖောင်းကြွလာတော့တယ်။ပြီးတော့သူတို့တွေဟာအဖြူရောင်ဝမ်းပြော့တွေကိုစက်တိုက်သွားကြတော့တာပဲ။ဆူရှာပြီးနန်စော်နေတဲ့အနံ့တက်ဆူကြီးကကြက်ချန်တစ်ခုလုံးကိုချက်ချင်းလွှမ်းမိုးသွားတော့တယ် ဟေးမလွယ်တော့ဘူးဒီတစ်ခါတေတာကပိုတော်မြန်သေးတယ်ဒီမှာကြည့်အောင်ကြက်တွေကမတက်တောင်မရက်နိုင်တော့ဘူးဗျဘာလို့ကြမလဲ မြန်မျိုးတွေကတလိษံဆေးကိုဆရာဝန်ကိုတွားပင်ချေပိုက်ဆံဘလောက်ကုန်ကိစ္စမရှိဘူးမြန်တွား ရောက်လာတဲ့ဆရာဝန်ကတော့မြို့နယ်ထဲမှာကြက်ပဲမွေးမြူရေးပိုင်းဆိုင်ရာအကျော်ကြားဆုံးပညာရှင်ဖြစ်တဲ့ဒေါက်တာဝမ်ပဲသူကြက်ချန်နဲ့ခြေလန်းလန်းဝင်လိုက်ရုံနဲ့တင်ချက်ချင်းမျက်မှောင်ကျုပ်သွားပြီး တကယ်ကိုနန်းစောနေတာပဲလေဝင်လေထွက်စနစ်ကကောဘယ်မှာလဲ ဆရာဝန်မြန်လေးကြည့်ပေးပါဦးဗျဒါကဘာဖြစ်တာလဲမသိဘူး ဆရာဝန်ကတေဆုံးနေတဲ့ကြက်တကောင်ရဲ့လေပင်ကိုစမ်းတက်ကြည့်လိုက်ပြီး ဒီမှာကြောက်ခဲလိုမာကျောနေတာပဲဘာတွေကြွေးထားတာလဲ ဒါကပြောင်းဖူးစိတ်နဲ့ဖွဲနှုကျန်းတွေပါပဲ ရှောက်မပြောနဲ့ပုံမှန်ကြက်တွေကဒါတွေစားရင်အလွန်ဆုံးအစာမကြေတာပဲဖြစ်မှာဒီလောက်အထိအုပ်စုလိုက်ကြီးရုတ်တရက်အစာအိမ်အောင်ရမ်းပြီးတေဆုံးရတဲ့အထိဘယ်တော့မှမဖြစ်နိုင်ဘူးမင်းကိုယ်တိုင်ကြည့်လိုက်သူတို့ရဲ့ဦးလန်းချောင်းတွေကစက်ကူတရက်လိုပါလွာနေုံတင်မကဘူးအနာတွေပါဖြစ်နေပြီးဒီကြက်တွေကအချိန်ကြာကြီးနူးညံ့တဲ့အစာတွေကိုပဲအမြဲစားခဲ့ရတာမဟုတ်လား ဒါကသူတို့အရင်ကတခြားလူရဲ့စိုက်ခင်းထဲမှာအချင်းဖောက်ထားတဲ့အရင်ညစ်ပြီးသားဆေးဖက်တွေကိုအမြဲသွားစားနေခဲ့ကြတာပါ အချင်းဖောက်ထားတဲ့ဆေးအဖက်ဟုတ်လားမင်းကကြက်ကိုဝက်လိုမွေးမြူခဲ့တာကိုပရိုတင်းတက်မြင့်မားပြီးအင်ဇိုင်းဓာတ်တွေအများကြီးပါတဲ့အစာနူးနူးညံ့ညံ့တွေနဲ့ကြက်တွေရဲ့အစာအိမ်စနစ်ကိုလုံးဝပျက်စီးအောင်မွေးမြူခဲ့တာပဲအခုကြမှာအစာချေဖြတ်ဖို့အခက်ခဲဆုံးဖြစ်တဲ့အစာချမ်းတွေကိုရုတ်တရက်ပြောင်းကျွေးလိုက်တော့မင်းကစိုက်ပျိုးရေးပညာနားမလည်ရင်တောင်ကြက်တွေအကြောင်းတော့တီးထားရမှာမဟုတ်လား ဆရာဝန်ဒါဆိုကဲတင်လို့ရပါသေးလားဗျကျွန်တော်ပိုက်ဆံပို့ပေးပါမယ် ကဲလို့မရတော့ဘူးဦးလန်းချောင်းစနစ်တစ်ခုလုံးပျက်စီးသွားပြီးအစာချေဖြတ်မှုအာနိသင်ကလုံးဝဗျမ်းပရာဖြစ်သွားပြီးအခုအချိန်မှာမင်းနဲ့ဆေးရီတိုက်ရင်တောင်သူတို့ရဲ့ခန္ဓာကိုယ်ကစုပ်ယူနိုင်တော့မှာမဟုတ်ဘူးတေမဲနေပဲထိုင်ဆောင်ပေတော့ ဆရာဝန်ကအဲ့ဒီစကားကိုပဲခြံထားခဲ့ပြီးလာရောက်ကြည့်ရှုခယွန်း300ကိုယူကာခေါင်းတောင်ပြန်မလဲပဲထွက်ခွာသွားတော့တယ်အပြဲကြီးဥယူလဲကြက်ချန်ချမ်းပြင်ပေါ်မှာပုံလျက်သားလဲကျသွားပြီးမျက်နှာတစ်ခုလုံးမျောလင်းချက်မဲ့သွားတော့တယ်ကြက်ကောင်ကြီး9000စလုံးအုပ်စုလိုက်ကြီးပျက်စီးသွားတော့မဲ့တဲ့ရင်ကတော့အတောင်ပန်ပါလာတလူမျိုးတရွာလုံးကိုအလျင်အမြန်ပြန့်နှံ့သွားခဲ့တယ်အဲ့ဒီနေ့မှာပဲအနက်ရောင်ကားအကောင်စားတစ်စီးကအပြဲကြီးဥယူအိမ်ရှိမှလာရက်တယ်ကားပေါ်ကနေကောင်းမှစီတဝင်းဝင်းနဲ့ဝါဖြိုးနေတဲ့လူတစ်ယောက်ဆင်းလာပြီး အိုးဟိုလူကြီးမင်းအခုစီးပွားတွေတအားဖြစ်နေတယ်လို့ကြားလို့ငါလာကြည့်တာဗျ သူကကြက်ချန်နဲ့လှမ်းကြည့်ပြီး လူကြီးမင်းမွေးထားတာကဘာမျိုးစိတ်အစ်စ်လဲပြီဘာလို့ယောဂတဲ့ကြက်တွေဖြစ်နေရတာလဲ တထေးချံလာပြီးမပြောင်းပါနဲ့ဗျဒီချက်တွေကအပူတမ်းမိသွားလို့ပါ2ရက်လောက်နားလိုက်ရင်ပြန်ကောင်းသွားမှာပါ အပူများတာလားအပူများတာနဲ့တင်ဒီလောက်ထိအများကြီးသေးပါမလားလူကြီးငါတို့အချင်းချင်းတွေပဲလိမ့်မနေပါနဲ့မင်းရဲ့ကြက်တွေဘာဖြစ်နေလဲဆိုတာငါအကုန်သိတယ်တလိษံဆရာဝန်ကတော့တေးတံပေးလိုက်ပြီမဟုတ်လားမင်းကကိုဟန်ဆောင်မနေပါနဲ့တော့ဒါပေမဲ့လည်းငါတို့တိလာတာကြားပြီးဖြစ်တဲ့တန်ရောစင်ကိုထောက်ထားပြီးမင်းအတွက်လမ်းစာတစ်ခုငါလမ်းညွှန်ပေးမယ် ဘာလန်းစလဲဗျ မင်းရဲ့ကြက်တွေကဈေးကွက်တင်တဲ့အထိအသက်ရှင်မှာမဟုတ်တော့ဘူးနောက်ထပ်2ရက်ထပ်ဆွဲထားရင်ပိုပြီးတေကုန်လိမ့်မယ်အဲ့ဒီအချိန်ကျရင်မင်းကမြေချင်းတူပြီးမြုပ်ဖို့အတွက်လူငါးကတွေပိုက်ဆံထက်ကုန်ဦးမယ်ပတ်ဝန်းကျင်ညဉ့်ညမ်းလို့ရွာကပါမင်းကိုပြဿနာရှာလိမ့်မယ်ငါကစေတနာကောင်းလို့တကောင်ကို15ရွယ်နဲ့တေတာရောရှင်တာရောအကုန်လုံးတင်းကျုံဝယ်ပေးမယ်မင်းအတွက်အမိုက်တွေအကုန်လာရှင်းပေးမယ်ဘယ်လိုလဲ ဘာ15ရွယ်ဟုတ်လားပုံမှန်တော့ချက်တကောင်ကိုအနည်းဆုံးရွယ်80ရောင်းရတာဗျဟေ့ကောင်ချန်မင်းဒါတက်တက်မဲ့လူလဲကြပြီးအမျက်ထုတ်တာပဲ
မင်းကစေတနာကိုမစော်ကားနဲ့15ရွယ်ဆိုတာမင်းရဲ့ဒီယောဂတဲ့ချက်တွေကိုလာရှင်းပေးရဲ့ဝန်ဆောင်ကဈေးနှုန်းပဲကိုမင်းကအကောင်းစားချက်တွေကိုရောင်းနေရတော့လို့ထင်နေတာလားငါကမင်းစီကဝယ်သွားပြီးရင်တော့ညတွင်ချင်းတက်ဖြတ်ဖို့နဲ့အေးခန်းထဲမှာတိုးလောင်ဖို့အတွက်လူငါးကတွေပိုက်ဆံထက်ကုန်ဦးမှာပြီးတော့မှအစားအစာတိတ်မရွေးတဲ့အောက်ခြေစားတောက်ဆိုင်တွေစီအရှုံးခံပြီးပြန်ရောင်းရမှာငါကအန်ရီရအများကြီးရင်ဆိုင်ပြီးမှလောက်အားကလေးနည်းနည်းပါးပါးရမှာကိုမင်းကနေတယ်လို့ပြောနေသေးတယ်ကဲမရောင်းချင်လဲနေဗျာဒီနေ့တာကြော်သွားလို့ကတော့တကောင်ကို10ရွယ်နဲ့လာရောင်းရင်တော့ငါကဝယ်ဖို့စဉ်းစားအောင်ပါအခုတော့သွားလိုက်အောင်မယ်ဗျာ ဝါတုတ်ကြီးချန်ကမောက်မောက်မမနဲ့အော်ပြောသွားတယ် တကောင်ကို15ရွယ်ဟုတ်လားမင်းဒါတက်တက်မဲ့တမျှတိုက်နေတာပဲငါချက်တွေကအသားတွေဝါဖြိုးပြီးတောင်းတင်းနေတာကိုတကောင်ကိုအနည်းဆုံးရွယ်80တက်နဲ့ အပြဲကြီးဦးလူကဒေါသတကြီးပြန်អော်တာပေါ့ ဟွန်းလူကြီးမင်းအိမ်မက်မက်လို့မနိုးသေးဘူးထင်တယ်မင်းရဲ့ဒီချက်တွေကိုတေခါနီးချက်အုပ်လို့ခေါ်တယ်ကိုဒီနေ့မတင်ရင်မနေ့ဖြန်သေးမှာပဲမင်းရဲ့ဒီချက်ချန်ကြီးကနောက်နေ့ရက်နေရင်ဘာမှရှိတော့မှာမဟုတ်ဘူး ငါဒီချက်တွေကိုအကုန်ရိုက်တက်ပစ်လိုက်ရင်ရိုက်တက်ပစ်လိုက်မယ်မင်းလိုအမျက်ထုတ်တဲ့ကောင်စီတော့အောက်ဈေးနဲ့လုံးဝမရောဘူး ဂုံတိတ်ခါရှိလာကြည်လားကောင်းပြီလေမင်းရဲ့ချက်တွေအကုန်လုံးအပုတ်ကောင်တွေဖြစ်သွားတဲ့အချိန်ကြမှာမြေချင်းတူပြီးမြို့နယ်ကဈေးနှုန်းကိုငါနဲ့လာပြီးတေးသေးချာချာပြန်ရှင်းကြတာပေါ့ ဝါတုတ်ကြီးချန်ထွက်သွားတဲ့အခါသူ့သားကငိုမဲမဲနဲ့ ဟေးအဖေရောင်းလိုက်တာကောင်းမယ်ထင်တယ်နော် ဘာလို့ငုံနေတာလဲအဲ့ဒီဝါတုတ်ကြီးချက်မရှိရင်ငါဒီချက်တွေကိုကယ်လို့မရတော့ဘူးထင်နေလားရှန်လင်းကျွေးနိုင်ရင်ငါလည်းကျွေးနိုင်တာပေါ့ သူကရုတ်တရက်တစ်ခုခုကိုတတိယသွားပြီးသူ့သားကိုအတင်းဆွဲခေါ်ကအပြင်ကိုဝုန်းကနေပြေးထွက်ခဲ့တော့တယ် သွားမယ်မြို့ရဲသွားကြစို့ငါတို့လည်းအဲ့ဒီဆေးဖက်တွေကိုသွားဝယ်မယ် တနားရီလောက်ကြာပြီးတဲ့နောက်မှာတော့အပြဲကြီးဦးလူဟာသူ့ရဲ့သုံးမိကအစုပ်လေးကိုမောင်းပြီးပြန်ရောက်လာခဲ့တယ်ကားပေါ်မှာတော့ဆူရှာပြီးချင်းစုံနံစော်နေတဲ့အမဲရောင်ဆေးဖက်တစ်ဝက်လောက်ပါလာတာပေါ့သူကကျွန်တော်ရဲ့ပုံစံတိုင်းအဲ့ဒီဆေးဖက်တွေကိုချက်စာခွက်တွေကိုတွန်းချလိုက်ပြီး စားကြစမ်းဒါမင်းတို့အသေးအတန်စားကျင်နေတဲ့အရာတွေမဟုတ်လားစားကြစမ်းပါ ဒါပေမဲ့သူ့သားကကြည့်ပြီး ဟေးအခြေအနေမဟန်ဘူးပြီသူတို့မစားကြဘူးဒီဆေးဖက်တွေကရှန်လင်းစီကဆေးဖက်တွေနဲ့အနှံ့ချင်းမတူဘူးပြီ ဘာတွေမတူရမှာလဲအကုန်လုံးကတန်ခွေဆေးမြစ်တွေကြီးပဲကို အပြဲကြီးဦးလူကမယုံနိုင်ပဲအဲ့ဒီဆေးဖက်တွေကိုပြောင်းမှုဆေးတွေနဲ့အတင်းရောမှွေပြီးကြက်တကောင်ရဲ့နှုတ်သီးကိုအတင်းဖြက်ကလဲချောင်းထဲကိုအတင်းထိုးထည့်ပစ်လိုက်တယ်အဲ့ဒီကြက်ကအသေးအတန်ရုံးကန်ရင်လေပင်ကြီးတဆို့သွားပြီးအဲ့ဒီနေရာတင်ချက်ချင်းအသက်ပြက်ပြီးတိတ်ဆုံးသွားတော့တယ်အပြဲကြီးဦးလူရဲ့သားကတော့ကျမ်းပြင်ပေါ်ကကြက်တွေကိုကြည့်ပြီးမျက်နှာတစ်ခုလုံးပြန်နှမ်းနေတော့တာပေါ့တတိယမြောက်နေ့ရောက်တဲ့အခါအပြဲကြီးဦးလူဟာဘလို့မှတောက်မခံနိုင်တော့ပဲဝါတုတ်ကြီးချန်ရဲ့ဖုန်းနံပါတ်ကိုအသေးအတန်ရှာဖွေတော့တယ် ဟေးအဖေတကယ်ပဲသူ့စီဖုံးဆက်မလို့လားသူသားတို့ကိုတကယ်ပဲလောင်ပြောင်ပြီးအဆက်ခွဲလိုက်မယ်နော် တော့ဖုံးမဆက်လို့ရမလားဖုံးမဆက်ရင်ဒီချက်တွေအကုန်လုံးကြက်ယောဂဖြစ်ပြီးတေကုံနာကိုထိုင်ကြည့်နေရမှာလား ဖုန်းဝင်သွားတဲ့အခါ တတိချန်ကျွန်တော်လူကြီးပါဗျာ အိုးဟိုလူကြီးပါလားဘာကိစ္စရှိလို့ငါစီဖုံးဆက်တာလဲမင်းရဲ့အဖိုးတန်ရွှေချက်အုပ်ကြီးကိုရောင်းလိုက်ရပြီလား တတိချန်ကျွန်တော်ကိုလာပြီးမနောက်ပါနဲ့အောင်ဗျာ နောက်เสียလားငါကအားနေတာမဟုတ်ဘူးမင်းရဲ့ချက်ချန်ကအနက်အသက်ဆိုးတွေကကောင်းကင်ရံအထိထွက်နေလို့ရွာတွေကလူတွေကပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအထိတိုင်းနေတော့မယ်လို့ကြားနေရတယ်နော် တတိချန်အစတုန်းကကျွန်တော်ဘက်ကမားသွားတာပါကျွန်တော်မှမျက်စိရှိပေမဲ့မမြင်မသိပဲစော်ကားမိတာပါ15ရွယ်နဲ့ပဲဖြစ်ဖြစ်မင်းအခုချက်ချင်းလာခဲ့ပေးပါအကုန်လုံးကိုပဲယူသွားလိုက်ပါတော့ဗျာဒါကိုတန်ရောစင်တစ်ခုအနေနဲ့ကူညီပေးပါအောင် 15ရွယ်ဟုတ်လားလူကြီးမင်းဖြားပြီးဥနောက်တွေများလောင်သွားပြီလားအခုအချိန်မှာမင်းရဲ့ချက်တွေကိုငါ့ကိုအလားကားပေးရင်တော့ငါကအလားကားမယူနိုင်တော့ဘူး တတိချန်မင်းဒါပါသဘောလဲဗျာ ဘာသဘောရမှာလဲငါတိရစ္ဆာန်ဆရာဝန်ကိုတေးတေးချာချာမင်းမြန်ပြီးပြီမင်းရဲ့ချက်တွေကအီးအန်အကျိုးပြုပိုးတွေနဲ့အချင်းဖောက်ထားတဲ့ဆေးဖက်တွေကိုပဲအမြဲစားခဲ့ရတာမို့ဦးလန်းချောင်းစနစ်တစ်ခုလုံးပျက်စီးနေပြီတဲ့အခုအချိန်မှာအစာချမ်းပြောင်းကျွေးလိုက်တော့ကျွေးတဲ့အကောင်တိုင်းချက်ချင်းတည်တာပေါ့ကျန်တဲ့အကောင်တွေကလည်းမတည်ရင်တောင်ယောဂတဲ့ချက်တွေဖြစ်နေပြီကြက်သားတွေကလည်းအချင်းပေါက်နေတာဘယ်သူကဝယ်ရဲမှာလဲငါမင်းကိုအမှန်တိုင်းပြောလိုက်မယ်အခုအချိန်ကမင်းကငါ့ကိုကြက်လာရောင်းရမယ့်အချိန်မဟုတ်ဘူးမင်းကငါ့ကိုပိုက်ဆံပေးပြီးဒီပုတ်ကောင်တွေကိုလာရှင်းပေးဖို့ဒူးထောက်အတနာခံရမယ့်အချိန်ကိုအမိုက်ရှင်းလင်းကားကတကောင်ကို9ရွယ်ကြက်ကောင်ရေ9000ဆိုတော့စုစုပေါင်းရွက်နှစ်တောင်းခွဲငါ့ကိုပေးရမယ်မင်းပိုက်ဆံပေးရင်ငါအကုန်လုံးကိုမိရှို့ဖျက်ဆီးပေးမယ်ဒါမှမင်းထောင်မကြမှာလေမင်းမသာမင်းတေးတေးချာချာစဉ်းစားပြီးတော့ ပြီးပြီအကုန်လုံးပျက်စီးသွားပြီ နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ကြက်ချန်တွေကစူးစူးဝါးဝါညီးရွာတန်တွေကတဖြည်းဖြည်းတိတ်ဆိတ်သွားတော့တယ်အခြေအနေပြန်ကောင်းလာတာမဟုတ်ဘူးကြက်တွေမှာအော်ဟစ်ဖို့အတွက်တောင်ခွန်အားမရှိတော့တာဖြစ်တယ်ကြက်ကောင်ရေ9000တွေက1000နီးပါးလောက်တိတ်ဆုံးသွားခဲ့ပြီကျန်တဲ့အကောင်တွေကလည်းအတောင်ပန်တွေကြပြီးအယိုးနဲ့အရေးပဲကျန်တော့တယ်အပြဲကြီးဥယူလည်းဘာမှမတတ်နိုင်တော့တဲ့အဆုံးကြက်ချန်တကားကိုပြန်ဖွင့်ပေးလိုက်ပြီးကျန်တဲ့ကြက်တွေကိုကျွန်တော်ရဲ့ဒံကွေဆေးပင်စိုက်ခင်းတဲ့ဘက်ကိုအတင်းအကျပ်ပြန်ပြီးမောင်းထုတ်လိုက်တော့တယ်အဖိုးလီကဒါကိုမြင်တော့ကျွန်တော်စီကိုအလောတကြီးပြေးဝင်လာခဲ့တယ် အပြဲကြီးဦးလူကသူ့ချက်တွေကိုရို့မြေတဲ့ကိုထပ်ပြီးမောင်းထုတ်လိုက်ပြန်ပြီဗျအကုန်လုံးဝင်လာကြပြီ လာပါစေဗျာလွတ်ထားလိုက်ပါ ဒါပေမဲ့ အဖိုးလီငါတို့အစ်စ်ပြင်ဆင်ထားတဲ့တံမဏိစကားကွင်းတကားကြီးကိုပါအကုန်လုံးဖွင့်ပေးလိုက်ပါသူတို့ကိုအထဲဝင်ခွင့်ပေးလိုက်အဖိုးလီလည်းလုံးဝကြောင်သွားပေမဲ့ကျွန်တော်ခိုင်းတဲ့အတိုင်းတွားလုပ်ပေးလိုက်တယ်ကြက်အုပ်ကြီးဟာကျွန်တော်မြေထဲကိုရောက်တာနဲ့အစာတွေကိုအငမ်းမရစားတော့ကြတော့တယ်နိုင်ဝက်အတွင်းမှာတင်တေလူမျိုးပါဖြစ်နေတဲ့ကြက်တွေကအံ့ဩစရာညာကောင်းလောက်အောင်အသက်ပြန်ဝင်ပြီးကျမ်းမာတန်ဆွမ်းလာကြတော့တယ်မွန်းလွဲပိုင်းမှာတော့အပြဲကြီးဦးလူတယောက်ကျွန်တော်စီကိုရောက်လာခဲ့တယ်သူကအခက်ခဲတွေရှိနေတဲ့ပုံစံမျိုးနဲ့ ရှန်တတိလေးရှန်စေတနာရှင်ကြီးอ่ะမင်းစိတ်ကောင်းလေးမွေးပြီးကျွန်တော်ကိုကယ်ပါဦးဗျာ ဦးလေးလီဦးဒါဘာလုပ်တာလဲဗျဒီလိုလုပ်ရင်ကျွန်တော်ငရဲကြီးကုန်ပါလိမ့်မယ် ရှန်တသေးလေးကျွန်တော်တို့အမားကိုတီးပါပြီဗျာမင်းကလူကြီးလူကောင်းမို့လို့ကျွန်တော်တို့လိုအောက်တန်းစားတွေကိုစိတ်ထဲမထားပါနဲ့တော့ ကျွန်တော်ကလူမဟုတ်တဲ့တိရစ္ဆာန်ပါဗျာမင်းရဲ့ပြောပင်တွေကိုလည်းမဖြတ်စည်းတင်ဘူး အခုချိန်ကြမှာဒါတွေပြောနေတော့ရောဘာထူးမှလဲ ထူးပါတယ်ဗျာရှန်တတိလေးမင်းကျွန်တော်ရဲ့ချက်တွေကိုဝယ်ပေးပါဦးဗျာမင်းကိုဒူးထောက်အတနာခံပါတယ်တောင်းပန်ပါတယ်ဗျာ ဦးလေးရဲ့ကြက်တွေကကျွန်တော်ညီမအေးအေးဆေးဆေးစားတော့နေကြတာပဲကျွန်တော်ဘက်ကဘာလို့ပတ်စံပေးပြီးဝယ်ရမှာလဲ သူတို့ကမင်းရဲ့မြေခွက်နဲ့ဝေးသွားရင်အသက်ရှင်လို့မရတော့ဘူးပြီပြောင်းဖူးစိတ်တွေကိုလည်းမစားဘူးဘာကိုမှမစားကြဘူးကြက်ချန်နဲ့ပြန်ပိတ်ထားရင်အကုန်လုံးတေကုန်ကြတော့မှာဗျာ ဒါဆိုရင်လေအဲ့ဒါကကျွန်တော်နဲ့ပါဆိုင်လို့လေဗျကိုအရင်တုန်းကကြက်ဆိုတာတလိမ့်ဆန်ဗီဇာရှိတယ်အတောင်ပန်နဲ့ခြေသေးရှိတော့ကြိုက်တဲ့နေရာပြေးမှာပဲလို့ပြောခဲ့တာဦးလေးကိုယ်တိုင်မဟုတ်လား
ရှန်တထေးလေးရဦးလေးကိုတနာတော့အဖြစ်အသက်ရှင်ခွင့်လမ်းစာလေးတစ်ခုလောက်ပေးပါဦးပိုက်ဆံဘယ်လောက်ပဲဖြစ်ဖြစ်ရပါတယ်မင်းဝယ်မယ်ဆိုရင်ရပါပြီ ဦးလေးလီကိုကျွန်တော်တို့ကစီးပွားရေးသမားအချင်းချင်းတွေပဲဆိုတော့ဆယ်ရင်းကိုတိတိကျကျတွက်ချက်ရအောင်အစတုန်းကဦးလေးကကျွန်တော်ရဲ့ဒဏ်ငွေဆေးပင်ပြိုးပင်တွေကိုလာပြီးဖျက်ဆီးခဲ့လို့ဓာတ်ရိုက်ဆုံးရှုံးမှုရွှန်း6000ရှိခဲ့တယ်ဒီအကျွေးကိုဦးလေးဝန်ခံသလား ဝန်ခံပါတယ်ဝန်ခံပါတယ် ကဲကောင်းပြီဒုတိယအချက်အနေနဲ့ဦးလေးရဲ့ချက်တွေကကျွန်တော်မြေခွက်ထဲမှာအလကားလာစားလာတောက်နေတာ2လကျော်သွားပြီကျွန်တော်ရဲ့အချင်းဖောက်ထားတဲ့အရင်ညစ်ပြီးသားဆေးဖက်တွေကအများကြီးမဟုတ်ရင်တောင်အရင်အနည်းရော2000တော့ရှိတယ်ဒီဆယ်ရင်းကိုကောဦးလေးဝန်ခံသလား ဝန်ခံပါတယ်ကျွန်တော်ဝန်ခံပါတယ်ဗျ ပြီးတော့ဒီချက်တွေကကျွန်တော်မြေမှာစားတောက်ပြီးဆုံးဖြတ်ခဲ့တဲ့ချက်ချေးတွေကကျွန်တော်မြေကိုပြန်ပြီးအကျိုးပြုတယ်ဒါကြောင့်တဘာဝအတိုင်းဆိုရင်ကျွန်တော်ကဦးလေးကိုလုံအားခပြန်ပေးရမှာဒါပေမဲ့သူတို့ကလည်းကျွန်တော်စာတွေကိုအများကြီးစားသွားတယ်လို့ကျွန်တော်ဒဏ်ငွေဆေးပင်ရဲ့အရွက်တွေကိုလည်းအများကြီးနင်းချေဖျက်ဆီးခဲ့ကြတယ်ဒါကြောင့်ကောင်းကွက်နဲ့ဆိုးကွက်ကြေးသွားပြီဆိုတော့ဒီဆယ်ရင်းကိုတော့မျက်နှာတတပဲကြေးလိုက်ကြစို့ဘယ်လိုလဲဒါဆိုရင်အခုဒီချက်အုပ်ကြီးရဲ့ဈေးနှုန်းကိုပြောရအောင်ကျွန်တော်ကလက်ညှိုးတစ်ချောင်းထောင်ပြလိုက်တယ် 10 ရွန်လား1 ရွန်လားဒါမှမဟုတ်9 ရွန်လား မဟုတ်ဘူးဒီကောင်ကိုရွှန်ငားမှုပဲ ပါရွန်ငားမှုဟုတ်လားမင်းကတမရတိုက်တာထက်တောင်ပိုးရက်ဆက်သေးတယ်စက်ပေါက်စလေးတကောင်ရဲ့ဈေးကတော့ဒီလောက်မနေဘူးကို ဒါဆိုရင်လည်းဦးလေးမယောင်မဲနေနိုင်ပါတယ်အခုချက်ချင်းဦးလေးရဲ့ချက်တွေကိုကျွန်တော်မြေခွက်ထဲကနေအကုန်လုံးအမြန်ဆုံးမောင်းထုတ်သွားလိုက်တော့ နေအောင်ရောင်းပါမယ်ကျွန်တော်ရောင်းပါမယ်ငားမှုဆိုလဲငားမှုပေါ့ဗျရောင်းပါမယ် သူသိတာပေါ့အခုချိန်မှမယောင်ရင်လုံးဝအရင်ပြုတ်သွားတော့မှာဒီကောင်ကိုငားမှုနဲ့ယောင်ရင်တော့အနည်းဆုံးပတ်စံရွှန်2000ကျော်ပြန်ရအောင်မယ်မဟုတ်လားအဖိုးလီစက်ကူနဲ့ဖောင်တိန်သွားယူခဲ့ပေးပါ လာပြီးတထေးရှန် ကျွန်တော်အဖိုးလီကိုစက်ကူနဲ့ဖောင်တိန်ယူခိုင်းလိုက်ပြီးအဲ့ဒီနေရာတင်ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းစာချုပ်တစ်ခုကိုချက်ချင်းရေးလိုက်တယ်စာသားတွေကတော့အဖြူနဲ့ပြက်ပြက်တသားသတ်မှတ်ထားတာပဲ အပြဲကြီးဦးလျူသည်မိမိပိုင်ဆိုင်သောတောချက်ကောင်ရေ4000ခန့်အားတကောင်လျင်ရောငားမှုလုံးဖြင့်ရှက်လင်းထန်တို့မိမိသဘောဆန္ဒအလျောက်လွှဲပြောင်းရောင်းချရန်သဘောတူညီပါသည် အပြဲကြီးဦးလျူဟာတုံရင်နေတဲ့လက်တွေနဲ့စာချုပ်ပေါ်မှာရဲရဲတောက်လက်ပွေကိုနှိပ်လိုက်တော့တယ်သူထွက်ခွာသွားတာကိုကြည့်ပြီးမှကျွန်တော်ကမတ်ဆုစာအုပ်ကိုဖွင့်ကာဆယ်ရင်သွင်းလိုက်တယ် စက်တင်ဘာ9ရက်တကောင်လျင်ရောငားမှုလုံးဖြင့်အပြဲကြီးဦးလျူပိုင်ဆိုင်သောတောချက်စုစုပေါင်း4128ကောင်အားဝယ်ယူခဲ့သည်ကုန်ကျစရိတ်စုစုပေါင်း2064ရွန်ဖြင့်ညှိနှိုင်းပေးချေခဲ့သည်ပနာမတွက်ချက်မှုအရာအဆိုပါတော့ချက်များဈေးကွက်ဝင်ချိန်တွင်မူလဈေးကွက်ပေါက်ဈေးတကောင်လျင်ရွန်80နှုန်းဖြင့်တွက်ချက်ပါကစုစုပေါင်းတန်ဖိုးမှာရွန်33သိန်းခန့်ရှိမည်ဖြစ်သည် ဆယ်ရင်မှတ်လို့ပြီးတဲ့အခါအဖိုးလီနဲ့အခြားနေစားအလုပ်သမားတွေကကျွန်တော်အနာကိုဝိုင်းအောင်လာကြပြီး မင်းဒါဘာလုပ်လိုက်တာလဲဗျာတကောင်ကိုရောငားမှုနဲ့ဒီလိုယောဂတဲ့ချက်စုပ်တွေကိုဘာလုပ်ဖို့ဝယ်လိုက်တာလဲဒီချက်တွေကကြည့်ရတာတေးလူမျိုးပါဖြစ်နေပြီပိုက်ဆံရဖို့နေနေတာနောက်3ရက်အတွင်းမှာတို့တွေမြေချင်းတူပြီးမြုပ်ဖို့အတွက်လူငါးကတွေပိုက်ဆံထက်ကုန်ဦးမယ်ဒီ ဟုတ်တယ်တထေးရှန်ဒီပိုက်ဆံတွေကိုရေထဲပစ်ချလိုက်ရင်တော့အတန်လေးပါလေးကြားရအောင်မယ်ဒီလိုအပုတ်ကောင်တွေကိုဝယ်လိုက်တာနောင်ကြရင်အနဲ့အသက်ဆိုးတွေတောင်ပြောက်မှာမဟုတ်ဘူး စိတ်မပူကြပါနဲ့အားလုံးရဲ့လစာကိုတော့တပြားမှမလျှော့ပဲပုံမှန်တိုင်းပေးမှာပါဒီရက်ပိုင်းအတွင်းအားလုံးပင်ပန်းခံပြီးချက်ချန်တွေကချက်တွေကိုတိတိကျကျစောင့်ကြည့်ပေးကြပါလုံအားခကိုနေ့တွက်အတိုင်းအပြည့်အဝပေးပါမယ်ကျွန်တော်မျိုးရဲကနေရှမ်းကြချင်းစော်ကားတိ6ရှမ်းချွေတရုတ်တိုင်းရင်းစေးတစ်စေးနဲ့မယားမှုရောစပါစတဲ့စေးမြစ်တွေကိုဝယ်လာခဲ့တယ် ဒါတွေကဘာလုပ်ဖို့လဲ ဒီချက်တွေကယောဂဖြစ်နေတာမဟုတ်ဘူးသူတို့ကအစားအစာရွေးပြီးကြီးကြနေကြတာကျွန်တော်အလုပ်သမားတွေကိုဓာတ်အိုးကြီးတစ်လုံးအစင်းတင်ပြင်ခိုင်းပြီးအဲ့ဒီစေးမြစ်တွေကိုပြည့်နစ်နေတဲ့အရည်တွေဖြစ်လာတဲ့အထိအချိန်ပေးချက်ပြုတ်ခိုင်းလိုက်တယ်အဲ့ဒီနောက်မှာတော့ကြိုတင်ပြင်ဆင်ထားတဲ့အာဟာရဗီတာမင်တွေကိုပါအဲ့ဒီစေးရည်တွေနဲ့ထည့်ပြီးတိတိကျကျမွေးနောက်လိုက်တယ်ကဲသွားဒီစေးရည်တွေကိုစက်တကောင်ချင်းစီရဲ့ပါဇက်ထဲအတင်းလိုက်တိုက်ကြစို့ အတင်းလိုက်တိုက်ရမယ်ဟုတ်လားတထေးဒါဆိုပဲချိန်မှပြီးမှလဲပြီ ညလုံးပေါက်ဖြစ်တိုက်ရမယ်အလုပ်သမားတွေကတော့ရင်ထဲမှာတန်တရားတွေအပြည့်ရှိနေပေမဲ့ပုံးတွေကိုကင်ကကျန်းပြင်ပေါ်မှာလဲကျနေတဲ့ချက်တွေကိုတကောင်ပြီးတကောင်အတင်းကျက်လိုက်လံကျွေးတိုက်ကြတော့တယ်ရွာတွေကလူအချို့ကဒါကိုကြားသိသွားတဲ့အခါခနဲ့တဲ့စကားတွေထွက်လာပြန်တယ် ငါကြည့်ရတဲ့လောက်တော့သူကအပြဲကြီးဦးလျူအနိုင်ကျင့်တာကိုခံရလုံးလို့ယူသွားပြီထင်တယ်ကြက်တွေကိုအတင်းကယ်တင်ပြီးမှဦးလျူကိုပြန်ပြီးဒေါသပေးချင်နေတာနေမှာနှမျောစရာပဲဉာဏ်ပညာတော့မရှိဘူး ဟုတ်ပါဗျာဒီလိုယောဂတဲ့ချက်တွေကိုဝယ်ရဲသေးတယ်လူငယ်ဆိုတော့တကယ့်ကိုဆွဲနာပဲကြည့်တာပဲ ဒုတိယမြောက်နေ့ရောက်တဲ့အခါအန်ဩစရာအာနီတင်တွေကချက်ချင်းထွက်မလာသေးဘူးကြက်အုပ်ကြီးကတော့ပုံမှန်တိုင်းပဲမိမ့်နေတော့မယ်အချို့ချက်တွေဆိုရင်ခံနိုင်ရင်မရှိတော့ပဲထပ်ပြီးတေဆုံးသွားတာတွေတောင်ရှိသေးတယ်အပြဲကြီးဦးလျူကတော့သတင်းကြားတာနဲ့ချက်ချင်းရောက်လာပြီးလှောင်ရတော့တာပေါ့အစတုန်းကကျွန်တော်ကိုဒူးထောက်တနာခံခဲ့တဲ့ပုံစံကိုလုံးဝမေ့သွားတဲ့အတိုင်းပဲသူကချက်တွေတွေကိုမြင်တော့တဟားဟားနဲ့အားရပါရခြေဆောင်ပြီးလှောင်တော့တယ် အိုးဟိုတထေးရှန်ကတကယ်စေတနာရှင်ကြီးရဲ့ဗျကိုပိုက်ဆံကိုအရှုံးခံပြီးသူများအတွက်ကောင်းမှုကုသိုလ်လုပ်ပေးနေတာမင်းကတကယ်ကိုစီးပွားရေးလုပ်တတ်တဲ့လူတက်ကြီးပဲဟာ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  အဖိုးလီဆိုရင်ဒေါသထွက်လုံးလို့မျက်နှာတစ်ခုလုံးစိမ့်ဖက်နေတော့တာပဲကျွန်တော်တားမထားရင်သူ့လက်ထဲကပေါက်ပြားကြီးကအပြဲကြီးဥယူရဲ့ခေါင်းပေါ်ကိုဝုန်းကနေလွှင့်စင်သွားလောက်ပြီးအဖိုးလီဒီချက်တွေကိုသူ့ဘက်ကကစင်းရုပ်ပေါ်ကိုပဲပြန်ပစ်ချလိုက်ပါသူ့အတွက်မီးစမ်းမှုအမီးဖြစ်လက်ဆောင်ပေးလိုက်တယ်လို့ပြောလိုက်တတိယမြောက်နေ့မနက်အာယုံတက်ချိန်မှာတော့အဖိုးလီကတုံတုံရင်ရင်နဲ့အခန်းထဲကိုအလောတကြီးပြေးဝင်လာတယ် မြင်မြန်လာကြည့်ပါဦးဗျချက်တွေ ချက်တွေဘာဖြစ်လို့လဲ သူတို့တွေအသက်ရှင်လာယုံတင်မကဘူးမင်းကြည့်လိုက်ဦးသူတို့ရဲ့အမွေးတောင်တွေကအစတုန်းကအပြဲကြီးဦးလျူမွေးတုံးကထက်တောင်ပိုပြီးပြောင်းလဲတောက်ပါနေသေးတယ်ဗျ အပြဲကြီးဥလူရဲ့မျက်နှာကတော့လုံးဝပြတ်သွားပြီးတောက်တစ်ချက်ခောက်ကခြေဆောင်ပြီးချက်ချင်းလှည့်ထွက်သွားတော့တယ်ညနေပိုင်းမှာတော့ကျွန်တော်မတ်စုစာအုပ်ကိုဖွင့်ပြီးဆယ်ရင်းဆက်သွင်းလိုက်တယ် စက်တင်ဘာ10ရက်စေးမြင့်များဝယ်ယူမှုကုန်ကျစရိတ်ရွန်800ဒေါ်ချက်စုစုပေါင်း4128ကောင်နဲ့12ကောင်တေဆုံး4116ကောင်အသက်ရှင်ကျန်ရစ်ကအပြည့်အဝကျန်းမာတန်ဆွမ်းလာပြီးဖြစ်သည် ဒါပေမဲ့ချက်တွေကိုဈေးကွက်ထဲကိုအမှန်တကယ်တင်ဖို့ရောင်းချဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲအဖိုးလီကတကူလုံးချွေးတတိနဲ့အမောတကောပြေးဝင်လာပြီး မကောင်းတော့ဘူးကောင်းကင်ကြီးပြိုကျလာပြီ အဖိုးလီစိတ်အေးထားပြီးဖြည်းဖြည်းချင်းပြောပါဘာဖြစ်လို့လဲ ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေကိုဝယ်မဲ့သူတယောက်မှမရှိတော့ဘူးတထေးဘယ်သူမှမဝယ်တော့ဘူးကျွန်တော်ဒီနေ့မနေ့စောကြီးထားပြီးတော့မြို့ထဲကကုန်စိမ်းတိုင်ကြီး3ခုစလုံးကိုအပြေးလွှားသွားခဲ့တယ်ပြီးတော့မြို့နောက်ဘက်ကတရုတ်စင်းမြင့်လက်ကားရောင်းတဲ့လမ်းကြီးစီကိုလည်းသွားခဲ့သေးတယ်ဒါပေမဲ့ဒီဆိုင်မှာကျွန်တော်တို့ပစ္စည်းတွေကိုမယူရဲကြဘူးဈေးနှုန်းတောင်ညှိလို့မရခဲ့ဘူး ဈေးနှိမ်ကြလို့လား
ဈေးနေတာတင်မဟုတ်ဘူးဗျသူတို့ကဈေးတောင်လက်မမေးကြဘူးသူတို့ပြောတဲ့စကားအတိုင်းအတိအကျပြောရရင်ရှန်လင်းရဲ့စိုက်ခင်းတွေကထွက်တဲ့ပစ္စည်းမှန်သမျှမျက်တပင်တောင်မကြည့်ရဘူးထိမိတဲ့လူကန်ဆိုးလိုက်မယ်တဲ့ဗျ ဘသူကအဲ့ဒီလိုစကားလွှင့်လိုက်တာလဲ ဖက်တီးချန်လေးဗျအရင်ရက်တုန်းကအပြဲကြီးဦးလူရဲ့တေလူမျောပါချက်တွေကို15ရွက်နဲ့အတင်းလိုက်ဝယ်တဲ့သားမဲမဲဖက်တီးချန်လေးသူကမြို့ထဲမှာလူတိအရမ်းများပြီးအတိအကျဆက်သွယ်လဲအများကြီးရှိတယ်ဒီဒေတာကလေယာထွက်ကုန်တွေကိုလက်ဝါးကြီးအုပ်ဝယ်ယူဖြန့်ချီနေတဲ့လူဆိုတော့သူကကုန်သွယ်ရေးလမ်းကြောင်းအားလုံးမှာကျွန်တော်တို့ရဲ့ပစ္စည်းတွေကိုလုံးဝအဆက်အသွယ်ဖြတ်တောက်ပတ်ဖို့အမိန့်ထုတ်ထားတာပြီ အဲ့ဒီအချိန်မှတင်စပွဲပေါ်ကဖုန်းကရုတ်တရက်တုန်ခါလာပြီးမျက်နှာပြင်ပေါ်မှာမသိတဲ့ဖုန်းနံပါတ်တစ်ခုပေါ်လာတော့တယ် ဟယ်လိုရှန်တထေးကြီးဒီရက်ပိုင်းနေကောင်းထိုင်တာရှိရဲ့လားဗျဟာ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  တတိချန်ရဲ့လက်တံကတော်တော်ရှည်တာပဲနော်ကျွန်တော်ရဲ့ဒီတောင်ကုန်းပေါ်အထီတောင်ရောက်လာတဲ့ပေါ်ဟုတ်လား ဟာဟာဟာလူငယ်လေးမင်းကိုငါအမှန်အတိုင်းပြောလိုက်မယ်မြို့ထဲကလေယာထွက်ကုန်ဖြန့်ချီရေးလမ်းကြောင်းမှာခြံဆိုတဲ့ငါကတခုံးပဲပြောတယ်မင်းကအလုပ်လုပ်တာတအားရက်ဆက်ပြီးစီကံမရှိလုံးတော့ဒီနေ့ငါကိုယ်တိုင်မင်းကိုသင်ခန်းစာတစ်ခုသင်ပေးရတာပေါ့ ဘယ်လိုသင်ခန်းစာမျိုးပေးချင်လို့လဲ ဟာဟာဟာမင်းရဲ့တတောင်လုံးအပြည့်စိုက်ထားတဲ့တန်ခွေဆေးပင်တွေကလည်းရိတ်သိမ်းလို့ရနေပြီမဟုတ်လားပြီးတော့ကြက်ကောင်ရေ4000ကျော်ကလည်းပိုက်ဆံဖြစ်ပြောင်းလဲရတော့မယ့်အချိန်ပဲဒါပေမဲ့ငါမင်းကိုပြောလိုက်မယ်ငါကလွဲလို့ဒီမြို့ထဲမှာဘယ်သူမှမင်းရဲ့ကုန်ပစ္စည်းတွေကိုမယူရဲစေရဘူးဒါပေမဲ့လည်းငါကစိတ်ကောင်းရှိလုံးလို့မင်းအတွက်လမ်းစာတစ်ခုလက်ညွှန်ပေးပါဦးမယ်တန်ခွေဆေးမြစ်1ကီလိုကို2ရွမ်ကြက်တကောင်ကိုရွမ်20တေတာရောရှင်တာရောအကုန်လုံးကိုငါသိန်းကျုံဝယ်ပေးမယ်ဘယ်လိုလဲ ဒန်ကွေက2ရွမ်ကြက်ကရွမ်20ဟုတ်လားတတိချန်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမင်းကယောဂတဲ့ကြက်တွေတွေကို15ရွမ်နဲ့ဝယ်ဖို့ကမ်းလှမ်းခဲ့တာနော်အခုကြမှာကျက်မတန်ဆွမ်းပြီးဒုံဒုံပြေးနေတဲ့ငါရဲ့ကြက်ကောင်းတွေကိုရွမ်20ပဲပေးမယ်ဆိုတော့မင်းအိမ်မက်မက်လို့မလို့သေးဘူးထင်တယ် ဈေးနေတယ်လို့ထင်လို့လားမင်းအခုအချိန်မှာငါနဲ့ဈေးဆွေးနွေးဖို့အရေးချင်းရှိသေးတယ်လို့ထင်နေတာလားမနေ့ပြန်ကြရင်တော့1ရွမ်နဲ့10ရွမ်ဖြစ်သွားလိမ့်မယ်တံပတ်ခါကြရင်တော့အလကားပေးရင်တော့ငါကမယူတော့ဘူးငါကြည့်ချင်သေးတာပေါ့မင်းရဲ့ဒီချက်အုပ်ကြီးကနေတိုင်းဘာတွေစားမလဲဆိုတာပြီးတော့မင်းရဲ့တတောင်လုံးအပြည့်စိုက်ထားတဲ့တန်ခွေဆေးပင်တွေကစိုက်ခင်းထဲမှာဘလို့ပုတ်စော်နှံပြီးပျက်စီးသွားမလဲဆိုတာငါထိုင်ကြည့်နေမယ် မင်းစိတ်ပူမနေပါနဲ့ငါရဲ့ပစ္စည်းတွေကိုမြို့နယ်တွေကစားတောက်ဆိုင်လေးတွေကဝယ်နိုင်စရာအကြောင်းမရှိဘူး လေကြီးလာကြီးလားငါကြည့်ရသေးတာပေါ့မင်းဘယ်နှရက်အထိတောင်းခံနိုင်မလဲဆိုတာမင်းမှာစက်စာဝယ်ဖို့ပိုက်ဆံမရှိတော့ပဲကြက်ချင်းချင်းပြန်ပြီးစိတ်တက်နေကြတဲ့အချိန်ကြာမှမင်းငါရှေ့ကိုတူးထောက်လာတောင်းပန်ရင်တော့ငါကလုံးဝဝယ်မှာမဟုတ်ဘူးငါတို့စောင့်ကြည့်ကြတာပေါ့ ဖုန်းကျသွားတော့တယ် ဒါကောဘယ်လိုလုပ်ကြမလဲအဲ့ဒီဖက်တီးကြီးကတို့တွေကိုအသေးလဲညစ်နေတာပြီ လွတ်ထားလိုက်ပါသူသဘောရှိလုပ်ပါစေကျွန်တော်ကအေးဆေးဆေးပဲတုံ့ပြန်လိုက်တယ် အိုးဟိုဒါတထေးကြီးရှန်လင်းမဟုတ်လားဗျဘာလို့စီးပွားတွေမဖြစ်သေးတာလဲဟာဟာ ဦးလေးလီဦးသတင်းကိုတော်တော်နားဆွင့်ထားတာပဲချက်ချင်းကြီးလာပြီးပွဲကြည့်နေပြီပေါ့ တရွာလုံးအတိုင်းသားပြက်နှက်နေပြီလေမင်းကမျိုးရဲကတထေးချံကိုသွားပြီးပြစ်မမိလို့လမ်းကြောင်းအားလုံးပိတ်ဆို့ခံလိုက်ရပြီဆိုတာရှန်လင်းမင်းစိုက်ထားတဲ့တန်ခွေတွေဘလောက်ပဲကောင်းကောင်းဘာမှသုံးလို့မရတော့ဘူးမင်းမွေးထားတဲ့ချက်တွေဘလောက်ပဲထွားထွားဘာမှသုံးမရဘူးရောင်းမထွက်ရင်တော့မြေပြင်ပေါ်ကအမိုက်တရိုက်ဖြစ်သွားမှာပဲဟာဟာဟာ အပြဲကြီးဦးလူမင်းကတကယ်ပဲအစောခံချင်နေတာလားငါအခုချက်ချင်းပေါက်ပြားနဲ့မင်းကောင်းကိုဖျက်ပစ်လိုက်ရမလား အဖိုးလီကဒေါသတကြီးကျိမ်းမောင်းတယ် ဖြက်လေငါကောင်းကိုတဲ့တဲ့ဖြက်လိုက်စမ်းပါငါကလာပြီးဟာတာကြည့်ုံတင်ပါဗျာရှန်လင်းအဆက်တုံးကမင်းငါကိုနှိပ်ကွက်ပြီးအမျက်ထုတ်တာရွံငါမှုနဲ့ငါချက်တွေကိုလူဝဲခဲ့တယ်မဟုတ်လားအခုတော့မင်းအတွက်ဝယ်လေတဲ့အချိန်ရောက်လာပြီလေဟာ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  ဒါကမင်းကိုယ်တိုင်အဖြူအမဲပြက်ပြက်တသားစာချုပ်ပေါ်မှာလက်ပွေနှိပ်ပြီးငွေယိုကငါ့ကိုဝယ်ပေးဖို့အတနာခံခဲ့တာလေ ရှောက်မပြောနဲ့မင်းလည်းအခုချက်ချင်းတထေးချန်စီသွားပြီးဒူးထောက်အတနာခံလိုက်အောင်လေမျိုးရဲသွားပြီးသူ့ကိုဥချကန်တော့လို့ကတ်အောင်မင်းစီးပွားပြက်သွားတဲ့အချိန်ကြရင်ဒီအေးက100ကျော်ကျဲတဲ့တောင်ကုန်းရိုင်းကြီးကိုငါကဈေးပေါ်ပေါ်နဲ့ပြန်ပြီးအငါးစာချုပ်ချုပ်ကချက်ပြန်မွေးဦးမှာအဲ့ဒီအချိန်ကြရင်တော့ငါကအနက်ဆုပ်တရုတ်ဆေးဖက်တွေကိုဘယ်တော့မှသုံးမှာမဟုတ်ဘူး အဖိုးလီတကားကိုပိတ်လိုက်စမ်းပါအပြင်ကတောခွေးတွေဟောင်းနေတာကတကယ်ကိုနားကြီးစရာကောင်းလို့ ရှန်လင်းမင်းကတော်တော်မောက်မာတာပဲတေခါနီးဖြစ်နေတာတောင်မောက်မာနေသေးတယ်ပေါ့မင်းဘလောက်ထိတောင်းခံနိုင်မလဲဆိုတာငါစောင့်ကြည့်မယ်ငါနေ့တိုင်းဒီမျက်နှာချင်းဆိုင်တောင်ကုန်းပေါ်မှာခုံနှဲလျားလေးချပြီးမင်းရဲ့ချက်တွေငတ်မပြီးတေကုန်ကြမဲ့ပုံစံကိုထိုင်ကြည့်နေမယ် အပြဲကြီးဦးလူကကျိမ်းမောင်းပြီးထွက်သွားတယ် ဘာမှမတက်နိုင်တော့ရင်တို့တွေဘေးပတ်ဝန်းကျင်မြို့တွေဘက်ကိုသွားပြီးလမ်းစာရှာကြည့်ကြမလားဒါမှမဟုတ်ဈေးနဲ့နဲ့လျှော့ပြီးမြို့တွေကစားတောက်ဆိုင်တွေစီကိုခိုးပြီးလိုက်ရောင်းကြည့်မလားဗျ ဈေးမလျှော့ဘူးပြားတပြားတောင်လျှော့စရာအကြောင်းမရှိဘူးဈေးလျှော့လိုက်ရင်ငါတို့ရဲ့ကုန်တိတ်ခါကိုကိုယ်တိုင်ဖျက်ဆီးလိုက်တယ်လို့ပဲဖြစ်သွားလိမ့်မယ်ပြီးတော့အဲ့ဒီလိုအကျင့်ပြတ်တဲ့ကုန်တယ်တွေကငါတို့ရဲ့ကုန်ပစ္စည်းတွေကိုစားသုံးဖို့အရေးချင်းမရှိဘူး ဒါဆိုရင်ဒီလောက်အများကြီးရှိတဲ့ဒဏ်ငွေတွေနဲ့ချက်တွေကိုဘသူစီသွားရောက်မှလဲတထေး ပြည်နယ်မြို့တော်ကိုသွားမယ်အဖိုးလီမင်းအခုချက်ချင်းတောင်ပေါ်တက်ပြီးကျမ်းမာရေးအကောင်းဆုံးတန်ဆွမ်းမှုအရှိဆုံးကြက်3កောင်ကိုသွားဖမ်းခဲ့ပါပြီးတော့အကြီးဆုံးဒဏ်ကွေဆေးပင်10ပင်ကိုလည်းတူးယူပြီးအပေါ်ကမြေကြီးတွေကိုတေးသေးချာချာဆေးကြောတန့်စင်ထားလိုက်ပါ ချက်တွေကိုဘာလို့ဖို့ဖမ်းခိုင်းတာလဲတထေး တို့တွေပြည်နယ်မြို့တော်ကိုသွားပြီးလမ်းဘေးဈေးတယ်လုံးမှာမဟုတ်ဘူးစစ်စစ်ချက်သွားလောက်ကြမှာကျွန်တော်ကဖုန်းကိုထုတ်လိုက်ပြီးပြည်နယ်ဆိုကပြိုးရေးတိတ်ပံအဖွဲ့ရဲ့စမ်းသက်စစ်ဆေးရေးဗဟိုဌာနကဖုန်းနံပါတ်ကိုဆက်သွယ်လိုက်တယ်ဟယ်လိုပြည်နယ်စိုက်ပျိုးရေးတိတ်ပံအဖွဲ့ရဲ့စမ်းသက်စစ်ဆေးရေးဗဟိုဌာနကလာခင်ဗျာကျွန်တော်အစင်းမြင့်လေယာထွက်ကုန်ပစ္စည်းတွေအတွက်ဓာတုဗေဒနဲ့ယူပဗေဒဆိုင်ရာအပြည့်စုံစမ်းစစ်ချက်တစ်ခုလုပ်ချင်လို့ပါ ဒီမှာရှင်ကျမတို့ဌာနကအဓိကအားဖြင့်အကြီးစားလုပ်ငန်းစုတွေနဲ့အဖွဲ့အစည်းတွေကိုပဲတိုက်ရိုက်လက်ခံတာပါတဦးချင်းစီရဲ့ကိုယ်ပိုင်စစ်ဆေးချက်ဆိုရင်တော့လုပ်ငန်းစဉ်ကတအားနေကွေးပြီးကုန်ကျစရိတ်လည်းအများကြီးရှိလိမ့်မယ်ရှင် အရေးပေါ်အနေနဲ့လုပ်ချင်တာပါဒီနေ့ပဲလူလွတ်ပြီးစိုက်ခင်းအထိကွင်းစင်းကနမူနာပစ္စည်းတွေကိုယူပြီးတက်ခွဲစမ်းသပ်ပေးပါမနှက်ဖြန်ကြရင်တော့ဌာနရဲ့တရားဝင်တစိမ့်တုံးထုထားတဲ့စစ်ဆေးချက်ရလဒ်ကိုကျွန်တော်ရချင်ပါတယ်ပတ်စံကတော့ပြဿနာမဟုတ်ပါဘူးမင်းတို့ဌာနရဲ့အကျွမ်းကျင်ဆုံးတက်ခွဲပညာရှင်တွေကိုစမ်းသပ်ကိရိယာတွေနဲ့တူလွှတ်ပေးပါလိပ်စာကိုတော့ဖုန်းထဲကိုပို့ပေးလိုက်ပါမယ်နောက်နေ့မိုးလဲပိုင်းမှာတော့ဘေးပေါင်မှာပြည်နယ်လေယာထွက်ကုန်စမ်းသပ်စစ်ဆေးရေးလို့ရေးထားတဲ့အဖြူရောင်ကားတစ်စီးကတောင်ချေရင်းမှာလာရက်တဲ့ကားပေါ်ကနေလူတွေဆင်းလာပြီး မင်းကရှန်တထေးလားစကားကိုအစိုးဆုံးကနေအရင်ပြောရအောင်စမ်းတက်ခရွမ်9000ကိုတခါတည်းအပြည့်ရှင်းရမယ်ပြီးတော့ကျွန်တော်တို့ကတရားဝင်ထွက်ပေါ်လာတဲ့မှန်ကန်တဲ့အချက်လက်တွေကိုပဲထုတ်ပြန်ပေးမှာဘယ်တော့မှမလိမ့်ဘူးနော်
မင်းတို့တေးသေးချာချာစစ်ဆေးပြီးအမှန်ကန်ဆုံးအချက်လက်တွေကိုပဲထုတ်ပေးရုံပါပဲအဓိကစစ်ဆေးပေးစေချင်တာကတော့ဒဏ်ငွေဆေးမြစ်ထဲမှာပါတဲ့ဆေးဖက်ဝင်အာနိတင်တပ်ပမာဏဘယ်လောက်အထိမြင့်မားနေလဲဆိုတာရဲ့ပြီးတော့ဒီချက်အုပ်ကြီးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အမိုင်နိုအက်ဆစ်ပါဝင်မှုနဲ့ဓာတုဆေးဝါးကျွမ်းကျင်မှုရှိမရှိဆိုတာကိုပဲအဓိကထားပြီးစမ်းသပ်ပေးပါတခွဲပညာရှင်လေးမောင်ဝမ်ကသူ့ရဲ့လက်ဆွဲတစ်တာကိုဖွင့်လိုက်ပြီးအထဲကနေအစင်းမြင့်စမ်းသပ်တာကိုထုတ်ကတန့်စင်ဆေးကြောထားတဲ့ဒဏ်ငွေဆေးပင်တစ်ပင်ကိုကျွမ်းကျင်လာတဲ့လက်လှူရှာမှုနဲ့လှိဖြတ်လိုက်တယ်ဒါပေမဲ့ဓာတ်သွားကဖြတ်လိုက်ရုံပဲရှိသေးတယ်သူရုတ်တရက်ကြောင်သွားတော့တာပဲသူကလှိဖြတ်ထားတဲ့အနာအဆာနေရာကိုသူ့နှာခေါင်းသားအထိကပ်ပြီးအားရပါရရှူရှိုက်ကြည့်လိုက်ရကနေမျက်နှာတစ်ခုလုံးလုံးဝပြောင်းလဲသွားတော့တယ် ရှင်ဒီစိတ်နဲ့ဒီလိုပြစ်နှိမှုအာနိတင်ကဒါမဖြစ်နိုင်လားဒါလုံးဝမရိုးရှင်းဘူးဗျ ဘာဖြစ်လို့လဲမောင်ဝမ်အစိတ်တွေဘာတွေပါနေလို့လား အဖိုးလီကဘေးကနေစိုးရိမ်တကြီးမိတယ် အစိတ်ပါတာမဟုတ်ဘူးဗျအာနိတင်တက်ကတအားကိုပြင်းထန်လုံးလို့ဒီမှာကြည့်လှိထားတဲ့နေရာကနေဆေးဆေးတွေကအမြင့်တန်းပြီးထွက်လာတာဒီလိုအမြင့်ဖွဲ့စည်းပုံနဲ့အစီအနစ်ပါဝင်မှုနှုံမျိုးကိုကျွန်တော်ဆယ်စုနှစ်ချီတဘာဝအတိုင်းပေါက်ရောက်ခဲ့တဲ့တောတောင်တွေကဒဏ်ငွေအိုကြီးတွေမှာပဲမြင်ဘူးတာဒီလိုအရေးသွေးမျိုးကိုမင်းတို့တွေဒီတောင်ပေါ်မှာဘလို့နည်းနဲ့စိုက်ပျိုးထုတ်လုပ်လိုက်တာလဲ ဘာဆန်းလို့လဲဗျအချင်းဖောက်ထားတဲ့ဒဏ်ငွေဆေးအဖက်တန်ချိန်ပေါင်းများစွာကိုမြေခံဖြစ်သုံးထားတာလေတတောင်လုံးမှာလည်းတောချက်တွေကိုလှုပ်ကြောင်းပြီးပိုးမွားတွေကိုအစာဖြစ်ဖန်ဆာခိုင်းတယ်ကြက်ချေးတွေကလည်းတဘာဝမြေဩဇာဖြစ်သွားတာပေါ့ကိုတက်ဆေးလုံးဝမသုံးပဲတဘာဝဂေဟစနစ်ပတ်ဝန်းကျင်အတိုင်းစိုက်ပျိုးထားတာဗျကျွန်တော်ကရှင်းပြလိုက်တယ် အော်ဒါကြောင့်ကို မောင်ဝမ်ကစိတ်လှုပ်ရှားစွာနဲ့ဖန်ပြုံချောင်းကိုကင်ပြီးဆေးနမူနာတွေကိုယူနေတော့တယ်ပြီးတော့လှည့်သွားမှကြက်တကောင်ကိုဖမ်းလိုက်ပြီးအသားကိုခဏနာလေးဖြစ်ညစ်စမ်းသက်ကြည့်ပြန်တယ် ဖျားရည်ဒီချက်ရဲ့အယိုးဒီဆောက်ပုံမှာကြောမှုနဲ့အသားရဲ့ကြစ်လိမှုကတော့ဗျာမင်းတို့ဒါတကယ်ပဲတဘာဝအတိုင်းလွတ်ကြောင်းမွေးမြူထားတာဟုတ်ရဲ့လားဘာလို့ကြက်သားတွေကနေတင်းပြန်ပြန်တန်ကွေဆေးနဲ့လေးမွေးနေရတာလဲ ဒါကတရုတ်ဆေးမြစ်ဆေးဖက်တွေကိုပဲအဓိကအစာဖြစ်ကျွေးမွေးထားလို့လေဗျာ ရှန်တတိမင်းဒါပိုက်ဆံတွေကိုစက်ကူလိုသဘောထားပြီးအလကားဖြုံးပြီးပြနေတာပဲတန်မိုးကြီးတရုတ်ဆေးမြစ်အဖက်တွေနဲ့ကြက်ကိုကျွေးမွေးရလေဗျာကဲဒီနမူနာတွေကိုကျွန်တော်အခုချက်ချင်းယူသွားမယ်လေအေးပေးစနစ်ပါတဲ့အေးခန်းကားနဲ့ပြည်နယ်မြို့တော်ကတခွဲခန်းအထိညတွင်းချင်းပို့ဆောင်ပြီးစမ်းသပ်မယ်အနောက်ကျဆုံးဒီနေ့ည8 နာရီမှာအသေးစိတ်အစီရင်ခံစာကိုပို့ပေးဖို့ကျွန်တော်အမခံပါတယ်ဗျာ အဲ့ဒီနေ့ည8 နာရီထိုးခါနီးမှာတော့ရုံးခန်းထဲကဆက်က TTT နဲ့မြည်ပြီးစာရွက်တွေထွက်လာတော့တယ်တစ်ဆက်တည်းမှာပဲမောင်ဝမ်ရဲ့ကုန်းကလည်းအသေးအတန်ဝင်လာခဲ့တယ် ရှန်တတိကိစ္စကြီးကြီးမားမားဖြစ်ကုန်ပြီဗျဒီစမ်းသက်ချက်ရလက်ကတော့တကယ်ကိုတရေတစီမြင်လိုက်ရတယ်လို့ပဲဗျတန်ကွေရဲ့အဓိကဆေးဖက်ဝင်အာနီတင်ပါဝင်မှုနှုန်းကနိုင်ငံတော်ရဲ့အထူးတန်းစားသတ်မှတ်ချက်စံနှုန်းထက်3ဆကနေ9ဆအထိတောင်ပိုပြီးမြင့်မားနေရဲ့ဗျဒါကတေချာပေါက်ဆေးပဲရင်20အဆင့်ပဲဒါတင်မကသေးဘူးအငွေ့ပြန်လွယ်တဲ့အစီအနစ်ပါဝင်မှုနှုန်းကလည်းတခြားပြိုင်ဘက်ပစ္စည်းတွေထက်အဆမတန်တာလုံးနေတယ် ဒါဆိုကြက်တွေရဲ့အချက်လက်ကောဘယ်လိုလဲ အဲ့ဒါကပိုပြီးတော့တောင်လုံလုံးနေသေးတယ်ဗျတောချက်တွေရဲ့ပရိုတင်းဓာတ်နဲ့အမိုင်နိုအက်ဆစ်ပါဝင်မှုနှုန်းကတာမန်သားတိုးချက်တွေထက်3ဆမကပိုများနေရဲ့အဓိကအကျဆုံးအချက်ကတော့စိုက်ပျိုးရေးဓာတုဆေးဝါးကျွမ်းကျင်မှုနှုန်းက0ပလိစီဝါဆေးကျွမ်းကျင်မှုကလည်း0ပဲဗျသူတို့ရဲ့ခန္ဓာကိုယ်ရဲ့ကအညစ်အကြေးတွေအကုန်လုံးကိုတရုတ်ဆေးမြစ်အဖက်တွေကတေးသေးချာချာတန့်စင်မောင်းထုတ်ပေးလိုက်တာဖြစ်မယ်ဒါကတေချာပေါက်အဆင့်မြင့်ဆေးဖက်ဝင်နဲ့ချက်အဆင့်ပဲဒီအစီရင်ခံစာကိုသာအပြင်ကိုထုတ်ပြလိုက်လို့ကတော့ပြည်နယ်မြို့တော်မှာရှိတဲ့အဆင့်မြင့်ဆေးဖက်ဝင်အစားအစာဆိုင်တွေနဲ့ကိုပိုင်တီးတန်စားတောက်ဆိုင်ကြီးတွေကတထေးကြီးတွေဟာလွတ်ရက်ပြီးလာဝယ်ကြမှာကျင်းသေးတယ်ဗျ မောင်ဝမ်တင်မန်းသွားပါပြီစမ်းသက်ခကိုတော့ဒီနေ့ညမှာပဲမင်းတို့ဌာနရဲ့တရားဝင်ဘဏ်အကောင့်တွေကိုအပြီးလွှဲပေးလိုက်ပါမယ်ဖုန်းချလိုက်တဲ့အခါအဖိုးလီကစိတ်လှုပ်ရှားစွာနဲ့မေးတယ် အေးပြည်နယ်မြို့တော်ဘက်ကဘာပြောလဲဗျစံချိန်မီရဲ့လားထွက်ရောက်လို့ရပါမလား စံချိန်မီယုံတင်ဘဲကမလဲတခြားပစ္စည်းတွေကိုခြေမုံပြစ်နိုင်တဲ့အထိကောင်းလို့နေတာအဖိုးလီညီကိုတွေကိုအခုချက်ချင်းတွားပြောလိုက်ပါကုန်ပစ္စည်းထဲမဲ့ဝါချင်းတောင်းတွေအကုန်လုံးကိုတိတိကျကျဆေးကြောပြီးပိုးသက်တန့်စင်ထားဖို့လိုက်ပြောလိုက်ပါ โอเคပါတထေဒါဆိုမနေ့ပြန်တို့တွေဘယ်မြို့ကိုတွားရောက်ကြမလဲ ဘဲမှတွားစရာမလိုဘူးဒီတိုင်းဟောဒီဆိုင်ခင်တောင်ကုန်းရိုင်းကြီးပေါ်မှာပဲထိုင်ဆောင်နေကြမယ်အားလုံးအစင်သင့်ပြင်ထားကြတို့တွေဒီတစ်ခါတော့စီးပွားရေးပွဲကြီးအကြီးကျယ်ဆင်နွှဲကြတော့မယ်ကျွန်တော်ကလက်ပြန်လာပြီးစပွဲပေါ်ကအနက်ရောင်မှတ်စုဆယ်ရင်းစာအုပ်ကိုဖွင့်ကဖောင်တိန်ဖုံးကိုဖွင့်လိုက်တယ် စက်တင်ဘာ15ရက်ကုန်ကြစရဲ့ရုံ9000အသုံးပြုပြီးပြည်내ဆက်ပြိုးရေးတိတ်ပံဖွဲ့ရဲ့တရားဝင်စမ်းသပ်စစ်ဆေးချက်ကိုရယူခဲ့သည် နောက်နေ့မနက်စောကြီးမှာလေကျွန်တော်ရဲ့ဆေးဘက်ဝင်စိုက်ခင်းပေးမှာကားအင်ဂျင်တန်တွေတဝုံဝုံနဲ့မြည်ဟိလာပြီးကားတစ်စီးလာရက်တယ်ကားတကားပွင့်သွားတဲ့အခါကားပေါ်ကနေခေါင်းပြောင်ကြီးနဲ့လူတစ်ယောက်ဝန်းကနေခုန်ဆင်းလာခဲ့တယ်သူကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ follower 10 တန်းကျော်ရှိတဲ့နာမည်ကြီးအစားအသောက်ဝေဖန်သူစဖို့မူကြီးခေါင်းပြောင်ကြီးလာဦးထောင်းပဲဖြစ်တယ် ရှန်တတိလေးပြည်နယ်စိုက်ပျိုးရေးအဖွဲ့ကထုတ်ပေးထားတဲ့အထူးတန်းစားစမ်းသက်ချက်အစီရင်ခံစာကိုငါစီပို့လိုက်တာမင်းပဲမဟုတ်လား ဟုတ်ပါတယ်ကျွန်တော်ပါပဲ ငါစကားကိုအစိုးဆုံးကနေအရင်ပြောထားမယ်နော်ငါမင်းစီကနေလမ်းစီကားခါတွေယူခဲ့တာမှန်ပေမဲ့ငါရဲ့လိုက်လွင့်တဲ့အစီအစဉ်မှာတော့ဘယ်တော့မှလိန်ညာပြောမှာမဟုတ်ဘူးအမှန်တိုင်းပဲပြောမှာမင်းရဲ့ကြက်သားကငါလာအိုထောင်းရဲ့ရှာဖျားအရသာစံနှုန်းကိုမမီဘူးဆိုရင်တော့ငါဒီနေ့ follower 10 တန်းရဲ့ရှေ့မောက်တင်မင်းရဲ့စိုင်းဘုတ်ကိုရိုက်ခွဲပစ်လိုက်မယ် စိတ်ကြိုက်တာရိုက်ခွဲပစ်လိုက်ပါဆရာကြီးအကယ်၍ကျွန်တော်ပြောတဲ့စကားတွေထဲမှာလိန်ညာမှုတစ်ခုတစ်လုံးတောင်ပါခဲ့ရင်ဒီတစ်တောင်လုံးမှာစိုက်ထားတဲ့ဒဏ်ကွေပြိုးပင်တွေကိုကျွန်တော်အစိမ့်လိုက်ဝါစားပစ်ပါမယ် တကယ်ကိုအပြောကြီးတာပဲကဲညီအကိုတို့ကင်မရာဖွင့်ပြီးလိုက်လွင့်ကြစို့ လိုက်လွင့်တဲ့စနစ်ပွင့်သွားတာနဲ့တပြိုင်နက် online ပေါ်ကကြည့်ရှုသူပရိသတ်ပေါင်း9000ကျော်ကချက်ချင်းဝန်းကနေတိုးဝေးဝင်ရောက်လာကြပြီး comment တွေကလည်းအပြည့်စက်တိုက်တက်လာတော့တယ်ဆရာကြီးလာဦးထောင်းကကင်မရာမန်ဘလူးကိုကျွန်တော်ရဲ့စိုက်ခင်းတောင်ကုန်းကြီးဘက်ကိုလှည့်လိုက်ပြီးအတန်ကျဲကြီးနဲ့အော်ပြောတော့တယ် ကဲမိသားစုတို့ရေဒီနေ့တို့တွေအတူအယောင်တိုက်ဖြတ်ရေးလုပ်ဖို့ရောက်လာခဲ့ကြတာဖြစ်ပါတယ်ဒီကတထေးလေးကကြီးညာထားတာကတော့သူ့ရဲ့တတောင်လုံးမှာရှိတဲ့ချက်တွေဟာတန်မိုးကြီးတရုတ်ဆေးမြစ်အဖက်တွေကိုပဲကျွေးမွေးပြီးဝင်းမြူထားတဲ့ဆေးဖက်ဝင်နဲ့ချက်တွေပါတယ်တို့တွေဒီနေ့ဒါကတကယ်အရေးသွေးလားဒါမှမဟုတ်လူစိတ်ဝင်စားအောင်လုပ်တဲ့လက်ကွက်လားဆိုတာကိုတေးသေးချာချာကြည့်ကြတာပေါ့ သူကကြက်ချန်ထဲကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမျက်မှောင်ကျုပ်က ရှင်မဟုတ်သေးပါဘူးရှန်တထေးရဲ့ကြက်ချန်ထဲမှာဘာလို့ကြက်စာခွက်တွေရဲ့ချင်းစုပ်စုပ်အနဲ့အသက်လည်းမရှိသလိုကြက်ချင်းနဲ့တောင်လုံးဝမရှိရတာလေ ကျွန်တော်တို့ကတဘာဝအတိုင်းတတောင်လုံးကိုလွှတ်ကြောင်းထားတာဖြစ်ပြီးစက်ယုံထုတ်ဓာတုဗေဒအစာတွေကိုတလုံးမှမကျွေးဘူးဗျ ဒါဆိုသူတို့ကဘာစားပြီးအသက်ရှင်လဲလင်းငင်းခံပြီးတရားကျင့်ကြံနေကြတာလား ဒါက EN အကျိုးပြုပိုးတွေနဲ့အချင်းဖောက်ထားတဲ့ဒဏ်ကွေဆေးအဖက်တွေလေဗျာ
ကြက်တွေကဒါတွေကိုစားတော့ခန္ဓာကိုယ်ထဲကအစိတ်တောက်တွေပြေလျော့သွားတယ်လို့တောင်ပေါ်မှာရှိတဲ့ပိုးမွားတွေကိုလည်းအကုန်လိုက်လံစားတောက်ကြတယ်ပြီးတော့သူတို့စွန့်ပစ်တဲ့ကြက်ချေးတွေကိုအကျိုးပြုပိုးတွေကပြန်လဲချေဖြတ်ပေးတဲ့အတွက်ဒန်ဂွီစိုက်ခင်းကိုဓာတ်ရိုက်မြေဩဇာဖြစ်စေတာပေါ့ဒါကကျွန်တော်ရဲ့တဘာဝဂေဟစနစ်ပတ်ဝန်းကျင်ရဲ့လှုပ်ဝက်ချက်ပဲဗျ အိုးဖျားရည်အနီးကပ်သွားကြည့်လိုက်တော့မှတကယ်ကိုတင်းပြတ်တဲ့ဆေးမြင့်နဲ့မွေးနေရပဲဗျဒီလိုမွေးမြူဖို့ကုန်ကြစရိတ်ကဘယ်လောက်တောင်များလိုက်မလဲ ဆရာကြီးလာဦးထောင်းကတအံ့တော်ရေရွတ်တဲ့အဖိုးလီကြက်တကောင်သွားဖမ်းလိုက်ပါ ဟုတ်ကဲ့တထေ အဖိုးလီကကြက်တကောင်ကိုအမိရဖမ်းခေါ်လာခဲ့တယ်ဆရာကြီးလာဦးထောင်းကအတောင်ပံတွေကိုကင်ကြည့်ပြီး အမလေးဒီကြက်အသားရဲ့အထီးအတွေ့အရေးသွေးကတကယ်ကိုအကောင်းစားကြီးပဲဗျကဲမိမွေးပြီးအိုးဒီကြဆို တောင်ကျဆန်းရည်နဲ့မြေဆိုင်ဖို့ကြီးအစင်တင်ပြင်လိုက်ပြီးအဖိုးလီကဓာတ်ကိုကင်ကကျွမ်းကျင်စွာနဲ့ချက်ချင်းမဲ့ချက်ကိုတက်ဖြတ်တန့်စင်လိုက်တဲ့အသားတုံးဖို့ဓာတ်လုံးတောင်သုံးစရာမလိုပဲကြက်တကောင်လုံးကိုရေနွေးအိုးထဲကိုဒီအတိုင်းပစ်ထည့်ပြီးချက်ပြုတ်တော့တာပဲကျွန်တော်ကစိုက်ခင်းထဲကိုထလန်းဝင်သွားပြီးလက်ပလာနဲ့တင်လက်ကဝက်လောက်အထိတုတ်ခဲနေတဲ့လက်ဆက်တဲ့ဒန်ဂွေဆေးမြစ်တပင်ကိုအမြင့်လိုက်ဆွဲနှုတ်လိုက်တယ်ပြီးတော့ချင်းကြက်သွန်ဟင်းချက်ဝိုင်စတာတွေဘာတစ်ခုမှမထည့်ပဲဒီအတိုင်းရေဆေးပြီးအိုးထဲထည့်ပြီးပြုတ်လိုက်တော့တယ်ပုံမှန်ဆိုရင်တော့အသားတွေရဲ့ညှိစုံတန်းတာတွေကိုဖုံးကွယ်လို့ရမှာမဟုတ်ဘူးဒါပေမဲ့အဆင့်မြင့်လုံးနဲ့အသားနဲ့အမဲတွေဟာမိမိရဲ့တဘာဝရတာကိုဖုံးကွယ်ဖို့ဘာဟင်းခတ်အမွေးကြိုင်မှာထက်ထက်စရာမလိုဘူးလေမိနစ်20ကြာပြီးတဲ့နောက်မှာတော့အိုးဖုံးကိုဝုန်းကနေဖွင့်လိုက်တယ် ကင်မြာမြန်မြန်လေးအနီးကပ်ဆွဲပြလိုက်စမ်း ဆရာကြီးလာဦးထောင်းကလှမ်းអော်တယ်ကြည်လိုက်ရုံနဲ့တင်တပုတ်ပွက်စုပွက်နေတဲ့ဟင်းရည်ကြီးရဲ့မျက်နှာပြင်ပေါ်မှာတောက်ပနေတဲ့အစီနစ်တွေကစိမ်ပွင့်လေးတွေလိုမျိုးတန့်စင်လုံးနဲ့အယောင်သွေးနဲ့ဝေးဝဲနေတာကိုမြင်တွေ့ရတယ်ဟင်းရည်ကအိုးအောက်ခြေထိမြင်ရလောက်အောင်ကြည်လင်နေပြီးသွေးခဲအမြုပ်တွေနဲ့အညစ်အကြေးလုံးဝကိုမရှိဘူးဆရာကြီးလာဦးထောင်းလည်းမစောင့်နိုင်တော့ပဲဇွန်းနဲ့ဟင်းရည်တစုံကိုခက်ယူလိုက်ပြီးအပူတန်ကိုတောင်ဂယုမဆိုင်နိုင်ပဲပါစက်ထဲကိုအတင်းတောက်လောင်းထည့်လိုက်တော့တယ် ညီအကိုတို့ရေငါစောစောကပြောခဲ့တဲ့စကားတွေကိုအကုန်လုံးပြန်ရုပ်သိမ်းပါတယ်ဗျဒါကဘယ်မှာချက်ဟင်းကြီးဖြစ်ရမှာလဲတကယ်ကို20ရေကြီးပါဗျအမခန်းပဲတကယ်ကိုအမခန်းပါပဲ သူကအငွေ့တစ်ထောင်ထောင်ထွက်နေတဲ့ကြက်ပေါင်တစ်တုံးကိုဆွဲကင်လိုက်ပြီးအားရပါရကိုက်ဝါလိုက်ပြန်တယ် နက်ဖန်ဆင်းထားတဲ့အတိုင်းပဲရှန်တထေးလေးရမင်းရဲ့ဒီချက်တွေကိုဘယ်လောက်နဲ့ရောင်းမှာလဲငါရဲ့လိုက်စီစဉ်ကဒီနေ့မင်းရဲ့ကြောက်အုပ်ကြီးတစ်ခုလုံးကိုအကုန်ပြတ်ရောင်းပေးမယ်ဗျ အကောင်ချင်းစီခွဲပြီးတော့မရောက်ပါဘူးခင်ဗျာကျွန်တော်ကပြန်ပြောလိုက်တယ် ဘာလို့လဲဗျအွန်လိုင်းကပရိသတ်ပေါင်း3သိန်းခွဲကျော်ကစောင့်ကြည့်နေကြတာနော် သူ့စကားတော့မဆုံးသေးဘူးဖုန်းကရုတ်တရက်အတန်ကျဲကြီးနဲ့မြည်လာတော့တယ်ဆရာကြီးလာဦးထောင်းတောင်လန့်ထန်သွားပြီးအမြန်ဆုံးဖုန်းကိုကင်လိုက်ရတယ် ဟဲလိုနာကရွေးရှန်ကောနမေကြီးနဲ့တုတ်တာစားတောက်ကုန်လုပ်ငန်းစုကထန်းကြံကောပါရှန်တထေးကမင်းပေးမှရှိလား ဟုတ်ကဲ့ရှိပါတယ်ကျွန်တော်ကဘေးမှာလိုက်လွင်ပေးနေရပါ ရှန်တထေးမင်းရဲ့တောင်ပေါ်ကဒန်ဂွီဆေးမြစ်တွေရောဟောဒီကကောင်းရီ4000ကျော်ရှိတဲ့ဆေးဖက်ဝင်ချက်တွေကိုရောဘသူ့ကိုမှမယောင်းနဲ့ဦးနော်လုံးဝမတို့နဲ့နာတို့ရွေးရှန်ကောတစ်ခုလုံးကအကုန်ပြတ်သိမ်းကျုံဝယ်ယူမယ် ဒါပေမဲ့မန်နေဂျာထံခင်ဗျာမြို့ထဲကဖက်တီးချန်ကကျွန်တော်ကုန်ပစ္စည်းတွေကိုဘယ်သူမှမဝယ်ရဲအောင်တစ်မျိုးလုံးအတိုင်းအတာနဲ့ပိတ်ဆို့ထားတယ်လို့ကြုံဝါထားတာဗျကျွန်တော်ကဖုန်းနာကပ်ပြီးလှမ်းပြောလိုက်တယ် ဘယ်မြောင်းပုတ်ထဲကထွက်လာတဲ့အကောင်ကများနာတို့ရွေးရှန်ကောရဲ့ပစ္စည်းပေးသွင်းသူကိုလာပြီးပိတ်ဆို့ရဲတာလေငါအခုချက်ချင်းပဲငါရဲ့ဝယ်ယူရေးအထွေထွေညွှန်ကြားရေးမှုကိုအေးကန်ကားကြီးအုပ်စုနဲ့အတူမင်းစီကိုလွတ်လိုက်မယ်တော့ချက်တကောင်ကိုရွမ်150ဒန်ဂွီကိုတော့အထူးတန်းစားဈေးနှုန်းတိုင်း1ကီလိုကိုရွမ်200နဲ့ငွေသားပြတ်ချက်ချင်းရှင်းပေးမယ်နောက်နှစ်ကျရင်လည်းမင်းရဲ့စိုက်ခင်းထွက်ကုန်အားလုံးကိုငါတို့ကုမ္ပဏီတစ်ခုတည်းကပဲအကုန်ဝယ်ယူမယ်ဗျာ နှစ်နာရီတောင်မပြည့်သေးတဲ့အချိန်မှာလေအစင်းမြင့်အဝေးပြေးအေးခန်းကုန်တင်ကားကြီး3စီးကရွာထိပ်ကိုမောင်းဝင်လာခဲ့တယ်ကားအကောင်းစားပေါ်ကနေဝယ်ယူရေးအထွေထွေညွှန်ကြားရေးမှုဆင်းလာပြီးကျွန်တော်စီကိုတနက်မမတ်လျှောက်လာခဲ့တယ် မင်္ဂလာပါရှန်တထေးမန်နေဂျာထံကအကုန်လုံးကိုမှာကြားပြီးပါပြီအခုချက်ချင်းကုန်တင်ကြရအောင်ဗျာစရန်ငွေရွမ်7တန်းကိုမင်းရဲ့တရားဝင်အကောင့်ထဲကိုလွှဲပေးပြီးပါပြီ တစ်ဖက်ကနေပွဲလာကြည့်ဖို့ပြင်ဆင်နေတဲ့ဖက်တီးချန်လည်းလုံးဝကြောင်သွားတော့တာပေါ့သူကဝုန်းကနေပြစ်တက်လာပြီးညွှန်ကြားရေးမှုရဲ့ရှေ့မှာကာစီက မင်းတို့တွေစီကံနားမလဲကြဘူးလားဒီမြို့နယ်တွေကလေယာထွက်ကုန်မှန်သမျှငါရဲ့လက်ကိုဖျက်ကျော်ရတာကိုမင်းတို့ကဘယ်ကုမ္ပဏီကလဲ ပြည်နယ်မြို့တော်ရဲ့ရွေးရှန်ကောစားတောက်ကုန်လုပ်ငန်းစုကြီးကို ယာယူရှန်ကောဟုတ်လား မင်းကရှန်တထေးရဲ့ကုန်ပစ္စည်းတွေကိုပိတ်ဆို့မယ်လို့ကြုံရနေတဲ့ဖက်ချန်ဆိုတာမဟုတ်လားမန်နေဂျာထံကမှာလိုက်တယ်ဒီနေ့ကစပြီးမင်းတို့မြို့နယ်နဲ့ပတ်သက်သမျှဒုတိယအဆင့်ကုန်သွယ်မှုလမ်းကြောင်းအားလုံးကိုအပြီးတိုင်ဖျက်တောက်လိုက်ပြီတဲ့မင်းကိုလည်းဒီလေယာကုန်သွယ်မှုလောကကနေထာဝရထုတ်ပယ်လိုက်ပြီ ကျွန်တော်ကတော့သူ့ကိုလှည့်တောင်မကြည့်ပဲအလုပ်သမားတွေကိုကုန်ပစ္စည်းတွေကားပေါ်တင်ဖို့ပဲအမိတ်ပေးနေလိုက်တယ်အဖိုးလီကဘေးကနေ တကောင်ကိုရွမ်150တဲ့ဗျာအပြဲကြီးဥလျူကတို့တွေကိုရောင်းတော့ကတကောင်ကိုရွမ်5မှုပဲရှိတာလေဈေးနှုန်းကစက်ပေါင်း300တောင်မြင့်တက်သွားတာပဲမဟုတ်လား အဖိုးလီညီကိုတွေအားလုံးကိုလိုက်ပြောလိုက်ပါလူတိုင်းကိုအပိုးစုချေဘောနက်အဖြစ်လစာ2လစာထပ်တိုးပေးမယ် ဟာတထေးကတော့တကယ်ကိုသဘောထားကြည့်တာပဲဗျာ တိတ်ဆိတ်နေတဲ့ရုံးခန်းထဲကိုပြန်ရောက်တဲ့အခါကျွန်တော်ကအနက်ရောက်မှတ်စုစာအုပ်ကိုဖွင့်လိုက်တယ် အောက်တိုဘာ9ရက်ပြည်နယ်မြို့တော်ကရွေးရှန်ကောလုပ်ငန်းစုမှကုန်ပစ္စည်းအားလုံးကိုဝယ်ယူခဲ့သည်ဒေါ်ချက်ကောင်ရီ4128ကောင်အားတကောင်လျင်ရွမ်150နှုန်းဖြင့်ရောင်းချခဲ့သည်ပထမအတုပ်ဒန်ဂွေရေးသိမ်းမှုမှဝင်ငွေရွမ်4တန်းနီးပါးရရှိခဲ့သည် ဒါပေမဲ့ကျွန်တော်တို့စီမံကိန်းအတိုင်းမဟုတ်ပဲမမျှော်လင့်ထားတဲ့အန်ဒီရဲ့တစ်ခုကအရင်ဆုံးဆိုက်ရောက်လာခဲ့တယ်အဖိုးလီကအလော်ဒကြီးပြေးဝင်လာပြီး မလွယ်တော့ဘူးပြီတို့ရဲ့ချက်ကောင်ရီ4000ကျော်ကတောင်ပေါ်မှာတဘာဝအတိုင်းလွတ်ကြောင်းထားတာလေအကယ်လေးမိုးကတညာလုံးတဲတဲမဲမဲရွာချလိုက်လို့ကတော့ချက်တွေအကုန်လုံးအေးမိပြီးတေကုန်ကြမှာရေနစ်ကုန်ကြမှာကျင်းနေတယ်ဗျ ဒါဆိုဒန်ဂွေစိုက်ခင်းကောဘယ်လိုလဲ ဒါကပို့ပြီးတော့တောင်ဆိုးသေးတယ်ဗျကွက်လက်တရားကျော်ရှိတဲ့တောင်ကုန်းရိုင်းကြီးပေါ်မှာရေကားတာဒါမှမဟုတ်ရေလွှဲမြောင်းတစ်ခုမှမရှိဘူးမိုးရေတွေအရှိန်နဲ့စီးဆင်းလာရင်မြေပြိုမှုတွေဖြစ်ပြီးဒန်ဂွေဆေးပင်တွေအကုန်လုံးအမြင့်ကနေကျွတ်ထွက်ပြီးမျောပါကုန်လိမ့်မယ် လူတိုင်းကိုအခုချက်ချင်းစိုက်ခင်းထိပ်မှာအမြန်ဆုံးသွားပြီးစုခိုင်းလိုက်ပါ ဒါပေမဲ့အခုလိုအချိန်မှာလူစုလို့ကောဘာထူးမှလဲတထေးတောင်ပေါ်ကနေဆင်းမလာရဲကြရင်အဲ့ဒီနေရာတင်ယာယီမိုးကားတွေစောက်ကြမလားဗျ မဖြစ်နိုင်ဘူးအခုချိန်ကြမှာအဲ့ဓာတွေစောက်ဖို့ကအချိန်မမီတော့ဘူးကျွန်တော်ကအဖိုးလီရဲ့စကားကိုဆက်နားမထောင်တော့ပဲမြို့နယ်တွေကစောက်လို့ရေးပစ္စည်းလက်ကားတိုင်းတထေးဝမ်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်လိုက်တယ်ဟယ်လိုဝမ်တထေးလားခင်ဗျာစတီးပိုက်လုံးတွေကလစ်တွေနဲ့ရေဆိုခန့်လေတံခံနိုင်တဲ့မိုးကာစာနှစ်ထပ်အလိပ်တွေမင်းရဲ့ကိုယ်တော်ထဲမှာဘလောက်အထိကြံသေးလဲ ရှန်တထေးမင်းတာတွေအများကြီးကိုဘာလို့ဖို့လဲဗျအခုမိုးတက်မုန်တိုင်းကကြားတော့မှမလို့9000ဆိုင်ပိတ်ဖို့ပြင်နေတာဗျ ရွမ်2000ဖိုးတန်တဲ့ပစ္စည်းတွေကိုကျွန်တော်ရွမ်3000အပြတ်ပေးမယ်အကြီးစားကုန်တင်ကား3စီးကိုငှားပြီးနိုင်ဝက်အတွင်းရွာထိပ်ကိုအရောက်ပို့ပေးပါဒန်ဂွီစိုက်ခင်းနဲ့ရောက်တဲ့အခါပိုက်လုံးတစ်ချောင်းတောင်ရောလို့မရဘူးရော့ရင်ပတ်စံထက်မယ်နိုင်ဝက်အတွင်းရောက်ရင်ငွေသားရွမ်3000အပြတ်ချက်ချင်းရှင်းပေးမယ်ဗျာ
စရန်ငွေရွမ်1000ကိုအခုချက်ချင်းအကောင့်ထဲလွှဲပေးလိုက်မယ်ပစ္စည်းတွေရောက်လာတာနဲ့ကျန်တဲ့ငွေကိုအပြည့်ရှင်းပေးမယ်ကားပေါ်ကိုအခုချက်ချင်းအမြန်ဆုံးတင်ပေးပါဖုန်းချလိုက်ပြီးတာနဲ့ကျွန်တော်ကနောက်ထပ်ဖုန်းနံပါတ်တစ်ခုကိုချက်ချင်းထပ်နှိပ်လိုက်တယ်အဖိုးလီအတန်ချက်ဆက်ကနေအရေးပေါ်လိုက်អော်ပေးပါတရွာလုံးမှာအလေးချိန်ပေါင်း90ရှိတဲ့ကုန်းကြီးအိတ်ကိုထမ်းနိုင်တဲ့လူငယ်လူလက်ပိုင်းမှန်သမျှကိုစိုက်ခင်းတဲ့ကိုအကုန်လုံးအမြန်ဆုံးလာခဲ့ဖို့လိုက်ခေါ်ပေးပါဗျာ တထေးရဒီလောက်မိုးတက်မုန်တိုင်းကြီးတောဝုံရွာနေတဲ့အချိန်မှာဘသူကအပြင်ထွက်ပြီးအလုပ်လုပ်ချင်မှလဲပြီ အဖိုးလီကစိုးရင်တကြီးပြန်ပြောတယ်ဒီနေ့လောက်အခါကိုနေ့တွက်ချက်ချင်းရှင်းပေးမယ်တရက်ကိုရုံ1000ပေးမယ်လို့ပြောလိုက် ရွမ်1000ဟုတ်လားโอเคကျွန်တော်အခုချက်ချင်းတွားအောင်လိုက်ပါမယ် ရွာထဲမှာတော့ loud speaker အတန်နဲ့အတူလူတွေစကားပြောနေကြတယ် ကြားကြရဲ့လားဟေ့မိုးတက်မုန်တိုင်းအကြီးကျယ်လာတော့မယ်အခြေအနေမဟန်တော့ဘူးနော် ဦးလေးလူခင်ဗျားတို့ကြက်ချံကိုရောတေးသေးချာချာပြင်ဆင်ပြီးပြီလား ငါရဲ့စုပ်ပြတ်တဲ့နေတဲ့ကြက်ချံကဘာကောင်မှမရှိပဲအလူကြီးဖြစ်နေတာကြားလာပြီငါကဘာကိုကြောက်ရမှာလဲတကယ်ကြောက်ရမှာကဟိုကဆရာသမားရှန်လင်းပြပိုက်ဆံလေးနည်းနည်းပါးပါးရလာတာနဲ့မကိုကိုဘာကောင်မှမသိတော့ပဲဘာတဲ့တဘာဝကြီးဟာစနစ်အတိုင်းလွတ်ကြောင်းမွေးမြူတာဆိုလားဟဲ့ ရှန်တထေးရဲ့ကြက်ကောင်ကြီး4000ကျော်ကတော့ဒီနေ့ညတိုင်းပက်ပြီးဒါမှတ်တော့ ဒီလောက်တဲတဲ့မိုးကြီးအောင်မှာမနှက်ဖြန်ကြရင်အဲ့ဒီကြက်4000စလုံးရေဆိုပြီးအကောင်လိုက်တေကုန်ကြမဲ့ကြက်သားပုတ်တွေဖြစ်ကုန်တော့မှာဟာသူ့ရဲ့တန်ကွီပြိုးပင်တွေကလည်းတေချာပေါက်မြေပြိုပြီးပင်လယ်ထဲအထိမျောပါသွားလိမ့်မယ်ဒါဝလဲတာပဲဗျာ စိုက်ခင်းတောင်ချီမှာတော့ကုန်တင်ကားကြီး3စီးက break အုပ်ပြီးဝုန်းကနေရက်လိုက်တယ်ကားပေါ်မှာတော့ပြောင်းလဲနေတဲ့ steel pipe လုံးတွေအပြည့်တင်ဆောင်လာခဲ့တာပေါ့တရွာလုံးကတန်တန်မာမာယောက်ျားသား30ကျော်ဟာမိုးကအင်ဂျီကိုစီနဲ့စိုက်ခင်းထိပ်မှာအစင်သစ်ဆောင်တိုင်းနေကြပြီဖြစ်တယ်ကျွန်တော်ကကားရဲ့နောက်ခန်းပေါ်ကိုခုန်တက်လိုက်ပြီးအနက်ရောင်ခီးဆောင်အိတ်ကိုစစ်ဆွဲဖွင့်လိုက်ရအထဲမှာအထက်လိုက်ရှိနေတဲ့ငွေသားအုပ်ကြီးထွက်လာတော့တယ်စကားအရှိကြီးမပြောတော့ဘူးဒီနေ့ညငါ့ကိုကူညီပြီးမိုးကလည်းအမိုးလေးကိုအမြန်ဆုံးစောက်ပေးကြပါ ရှန်တထေးမိုးကလည်းရွာနေပြီလေကလည်းတအားတိုက်နေတာဒါကိုဘလို့နင်းနဲ့စောက်ရမှာလဲပြီ ဤကံပုံစံအမိုးပုံစံမျိုးစောက်ကြမယ်အထူးစား steel pipe လုံးတွေကိုမြေခံဖြစ်သုံးမယ်အဖိုးလီလူအနေငယ်ခေါ်ပြီး pipe လုံးတွေကိုကားပေါ်ကနေအမြန်ဆုံးချလိုက်ပါ စိတ်ချတထေး ကိုကြီးချမ်းခမည်းလူတွေကိုခေါ်ပြီးမြောက်ဘက်ကကုန်းမြင့်ပိုင်းကိုသွားပါအဲ့ဒီနေရာကတို့တွေအရင်တုန်းကအချင်းဖောက်ထားတဲ့ဆေးဖက်တွေမြုပ်ထားတဲ့နေရာလေအဲ့ဒီနေရာမှာမြေစိုက်တိုင်တွေတွားဆိုင်ကြမယ် ဘာလို့အဲ့ဒီနေရာမှာတွားဆောက်ရတာလဲတထေးအဲ့ဒီမြေကွက်ကအကုန်လုံးတန်ကွီပြိုးပင်တွေကြီးပဲလေ ငါပြောတဲ့အတိုင်းသာလုပ်ပါဆေးဖက်တွေကအချင်းဖောက်ထားတာမလို့နှွေးထွေးတဲ့အပူတက်ကိုပေးစွမ်းနိုင်တယ်ပြီးတော့မြေပြင်နေထားကကုန်းမြင့်ဖြစ်တဲ့အတွက်ကြောင့်ရေဝတ်ဖို့လည်းမလွယ်ကူဘူးကဲညီကိုတို့အမြန်ဆုံးအလုပ်စကြရအောင်အလုပ်ပြီးတာနဲ့ငွေသားချက်ချင်းထုတ်ပေးမယ်လေပြင်းမုန်တိုင်းနဲ့အတူပဲစိတ်ခန့်ရှိတဲ့မိုးတိမိုးပေါက်တွေကမျက်နှာပေါ်ကိုတဖြန်းဖြန်းနဲ့ခပ်ပြင်းပြင်းကြားရောက်လာခဲ့တယ်ပတ်ဝန်းကျင်တစ်ခုလုံးလည်းလုံးဝမှောင်တိကျသွားခဲ့ပြီးအားကောင်းတဲ့မိမောင်းကြီးအနှဲငယ်ကသာမှောင်မိုက်နေတဲ့ကောင်းကင်ရံကိုဖြတ်တန်းပြီးအလင်းရောင်ပေးနေတော့တယ် ကဲနဲ့တော့မလိုက်ကြဟေ့ ခလစ်တွေကိုအတေးချက်ပစ်လိုက်မိုးကဆတွေကိုရော့မနေစေနဲ့ ဒီဘက်တောင်ကိုငါဆွဲထားမယ် အဲ့ဘက်ကတေးသေးချာချာချီနော် မိုးကပိုပြီးတော့တောင်တဲထန်လာခဲ့ပြီးကောင်းကင်ကနေရေတွေတွန်းချနေတယ်လို့မျိုးကိုဖြစ်နေတော့တယ် အခြေအနေမဟန်တော့ဘူးပြီရေနောက်တွေကတောင်ပေါ်ကနေအရှိန်နဲ့စီးကြလာပြီဒီတောင်ဆောင်ကရေကိုလုံးဝထိန်းထားနိုင်မှာမဟုတ်ဘူးအခုချက်ချင်းပဲမြေပြိုတော့မယ်ထင်နေပြီ အဖိုးလီကစိုးရင်တကြီးအော်ပြောတယ်ဘာလို့လန့်နေတာလဲမင်းတို့ရဲ့ခြေထောက်အောက်ကိုတေးသေးချာချာကြည့်လိုက်စမ်းကျွန်တော်ကတင်းငိမ်စွာပြောလိုက်တယ်အဖိုးလီကခေါင်းငုံကြည့်လိုက်တဲ့အခါလုံးဝကြောင်သွားတော့တာပဲမိုးကဆက်တိုက်တဲတဲမဲမဲရွာသွန်းနေပေမဲ့သူတို့ရဲ့ခြေထောက်အောက်ကမြေကြီးထဲမှာတော့ရွှွနှုံတွေနဲ့မြေပြိုမဲ့ပုံစံမျိုးတစ်ခုမှမရှိပဲဖြစ်နေတယ် ရေတွေအကုန်လုံးဘယ်ရောက်ကုန်တာလဲ မြေကြီးကအကုန်လုံးကိုစုပ်ယူပစ်လိုက်တာလေဗျာမြေအောက်ထဲမှာအချင်းဖောက်ထားတဲ့အမြင့်တက်ကြမ်းပါဝင်တဲ့ဆေးဖက်တန်ချိန်ပေါင်းများစွာမြုပ်ထားတာပြီးတော့ EN အကျိုးပြုပိုးတွေရဲ့ဆွမ်းဆောင်ရည်ကြောင့်အခုဟောဒီမြေမျက်နှာပြင်အောက်ခြေဟာတကယ်ကိုအေယာမရေစုပ်ရည်မြုပ်တုံးကြီးဖြစ်နေတာဗျမိုးရေချိန်200မီလီမီတာလောက်ရှိတဲ့မိုးရေတွေကိုတော့မြေကြီးထဲမှာအကုန်လုံးဖန်ထိန်စုပ်ယူထားနိုင်တယ်ဒါကြောင့်လုံးဝမြေမပြိုနိုင်ဘူးဗျ အံ့ဩစရာကောင်းလိုက်တာဗျာဒီဆေးဖက်တွေကတကယ်ကိုတောင်ကြီးကိုထိန်းထားပေးတဲ့နက်မော်တိုင်းကြီးအတိုင်းပဲ စကားတွေအများကြီးပြောမနေနဲ့တော့မိုးကတဲတွေစောက်လို့ပြီးပြီလား မိုးကလည်း၄ခုလုံးဆောက်လို့ပြီးတာပြီတထေးဒါပေမဲ့ကြက်တွေကတကောင်မှအရေးရောင်တောင်မမြင်ရဘူးပြီသူတို့ကိုမိုးခိုဖို့ဘလို့နင်းနဲ့လိုက်မောင်းသွင်းရမလဲ မောင်းသွင်းစရာမလိုဘူးမိုးကတဲအောက်ကမြေပြင်မြေလွှာကိုတူးဆွပြီးလှန်ပစ်လိုက်အဖိုးလီကပေါက်တူးနဲ့မြေပြင်ကိုဝုန်းကနေလှန်လိုက်တဲ့အခါ အချင်းဖောက်ထားတဲ့ဆေးဖက်အနံ့တွေထွက်လာပြီ ကဲအားလုံးနောက်ကိုစုပ်လိုက်ကြမယုံနိုင်စရာကောင်းတော့အောင်တောင်ပေါ်ကတောချက်တွေဟာတင်းပြတ်တဲ့ဆေးနံလေးအတိုင်းမိုးကတဲတွေရှိရဘက်ကိုပြေးဝင်လာကြတော့တယ်တကောင်နဲ့တကောင်လူရက်တိုးဝေးပြီးအခုလေးတင်ဆောက်လုပ်ပြီးစီးသွားတဲ့ကျေဝန်းလာတဲ့မိုးကတဲကြီးတွေကိုဝင်ရောက်ခိုလုံကြတော့တာပေါ့10မိနစ်တောင်မပြည့်ခင်အချိန်မှတင်အပြင်ဘက်မှာကြက်တကောင်မှမကြံတော့ပဲအကုန်လုံးပျောက်ကွယ်သွားခဲ့တယ်အမြန်ဆုံးလေကားတွေကိုချလိုက်ကြစို့မိုးကစားတွေကိုအောက်သို့ချလိုက်တဲ့အခါမိုးကတဲအတွင်းပိုင်းဟာအပြင်ဘက်ကတဝုံဝုံတိုက်ခတ်နေတဲ့လေပြင်းမုန်တိုင်းတန်ကနေချက်ချင်းပဲတီးချကကွယ်ပြီးသားဖြစ်သွားတော့တယ်အကုန်လုံးဘေးကင်းသွားပြီးကဲအလုတ်သိမ်းပြီးပတ်စံထုတ်ကြစို့ယောက်ျားသား30ကျော်ဟာတန်းစီပြီးငွေသားယွန်1000စီထုတ်ယူကြတဲ့အခါလူတိုင်းရဲ့မျက်နှာပေါ်မှာပျော်ရွှင်တဲ့အပြုံးတွေနဲ့ပြည့်နေသွားတော့တယ်ဘေးရန်ရဲ့အကြက်သေးကိုအောင်မြင်စွာကြော်သွားနိုင်ခဲ့ပြီးလူတိုင်းလည်းစိတ်အေးချမ်းသာစွာနဲ့အိတ်ဆက်အနားယူနိုင်ခဲ့ကြတယ်နောက်တစ်နေ့မနက်မှာတော့အဖိုးလီကပြုံးပျော်ရွှင်စွာနဲ့ရှောက်လာခဲ့တယ် ကြက်တကောင်မှမတည်ဘူးပြီတို့တွေဆုံးရှုံးမှုမရှိခဲ့တဲ့အပြင်အစစ်မြင့်စတီးပိုက်လုံးမိုးကလည်း၄ခုကိုပါအလာကားရလိုက်တယ်လို့ဖြစ်သွားတာပေါ့နောက်ကြရင်ဒါကတို့ရဲ့အမြဲတမ်းကြက်ချံကြီးဖြစ်သွားပြီဗျာ ညီကိုတွေကိုတွားပြောလိုက်ပါဒီနေ့အားလုံးနားကြပါအလုပ်ပိတ်ရက်ပေမဲ့လည်းလောက်အားခကိုတော့ပုံမှန်တိုင်းအပြည့်အဝရှင်းပေးမယ်လို့ ဟုတ်ကဲ့ပါတထေးရှန် ကျွန်တော်ကစပွဲခုံမှာပြန်ထိုင်လိုက်ပြီးမဆုစာအုပ်ထဲမှာဆက်ပြီးရေးမှတ်နေလိုက်တယ် အောက်တိုဘာ12ရက်အလွန်ပြင်းထန်သောမိုးတက်မုန်တိုင်းကြာရောက်ခဲ့သည်အရေးပေါ်အရန်ရန်ပုံငွေထဲမှယွမ်1000ခွဲကိုအသုံးပြုပြီးနှစ်နာရီအတွင်းဖိအားတန်ခံနိုင်ရေးမြင့်မားသည့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမိုးကလည်း၄ခုကိုအမြန်ဆုံးဆောက်လုပ်နိုင်ခဲ့သည် အဲ့ဒီအချိန်မှာပဲအဖိုးလီကအခန်းထဲကိုရှောက်ဝင်လာပြီးနှုတ်ဝက်ဆန်းကျဲတဲ့ပုံစံနဲ့စကားစပြောတော့တယ် ဒီနောက်ထပ်သတင်းကောင်းကြီးတစ်ခုရှိသေးတယ်ဖတ်တီးချန်တယောက်စီးပွားပြက်ပြီးမွဲပြကျသွားပြီ ညံလာချီလာ
မင်းညက်ကရွာချလိုက်တဲ့မိုးသက်မုန်တိုင်းကြီးပြီးတာနဲ့ရာသီဥတုကရုတ်တရက်ကြီးအေးစိမ်သွားတာလေအဲ့ဒီဖတိချန်ကမြို့ပြင်ကိုတောင်ထဲမှာတိုးလောင်ထားတဲ့အရေးသွေးညံလေယာထွက်ကုန်တန်ချိန်ပေါင်းရာနဲ့ချီဟာအကုန်လုံးရေနစ်ပြီးပျက်စီးကုန်ပြီလေသူကတခြားပြည်နယ်ကကုမ္ပဏီကြီးတွေနဲ့စာချုပ်အကြီးစားတွေချုပ်ဆိုထားတာဆိုတော့အခုပစ္စည်းမှမပေးနိုင်တော့တာအဲ့ဒါကြောင့်ယွန်တန်းနဲ့ချီတဲ့စာချုပ်ဖောက်ဖျက်ခြင်းရော်ကြေးတွေနဲ့ရင်ဆိုင်နေရတာကြားရတဲ့လောက်တော့အကျွေးရှင်တွေကသူ့ကုမ္ပဏီတကားဝမှာတင်ဝိုင်းအောင်ပြီးပိတ်ဆို့တောင်းခံနေကြပြီတဲ့သူ့အခုတုံနဲ့သူခံရတာပဲလုံးဝထိုက်တန်ပါတယ်ဟာဟာ အဲ့ဒီအချိန်မှာပဲအပြင်ကနေအော်ဟစ်တန်တွေကြားလိုက်ရတယ်ရှန်တထေးကြီးကကဲပါဦးဗျ ဖတိချန်မင်းဘာတွေယူတို့ပြီးအော်ဟစ်နေတာလဲ အဖိုးလီကစီးမိလိုက်တယ်ရှန်တထေးကျွန်တော်မားပါပြီဗျကျွန်တော်တကယ်ကိုမားသွားပါပြီတောင်းပန်ပါတယ်ဟောဒီကကြက်လေးထောင်နဲ့တန်ခွေတွေကိုကျွန်တော်စီကိုနည်းနည်းလောက်ပဲဖြစ်ဖြစ်ခွဲရောင်းပေးပါဦးဗျကျွန်တော်ရဲ့စာချုပ်ထဲကအရေးအတွက်ပြည့်မီအောင်ဖြည့်ဆင်းနိုင်ဖို့အတွက်ဆိုရင်ရှန်တထေးကြိုက်တဲ့ဈေးပြောပါကျွန်တော်အကုန်ပေးပါမယ်မန်နေဂျာထံကအကုန်လုံးကိုဝယ်ယူသွားပြီလေမင်းလာတာနောက်ကျသွားပြီကျွန်တော်ကတင်းငိမ်စွာပြောလိုက်တယ်မဖြစ်နိုင်တာတေချာပေါက်အကျွင်းကြံတွေရှိနေဦးမှာပါရှန်တထေးမင်းသာကျွန်တော်ကိုကုန်ပစ္စည်းမပေးရင်ကျွန်တော်ကယွမ်တန်း30အထိစာချုပ်ဖောက်ဖျက်ကြေးလော်ရတော့မှာပြီကျွန်တော်မှအတွင်းခံပေါင်းပြီးကအစအကုန်ပြုတ်ပြီးမွဲပြကြယုံတင်မကပဲထောင်မှာကြရတော့မှာဗျာတောင်းပန်ပါတယ်လုပ်ငန်းတို့အချင်းချင်းငဲ့ညာတဲ့အနေနဲ့ဒီညီကိုတစ်ချိန်လောက်ကဲတင်ပေးပါအောင်ဗျာလုပ်ငန်းတို့အချင်းချင်းဟုတ်လားကျွန်တော်ကလှောင်ပြုံးလိုက်ပြီးချန်တထေးငါမှတ်မိတဲ့လောက်တော့လွန်ခဲ့တဲ့လအနည်းငယ်တုန်းကမင်းကပဲအပြဲကြီးဥယူကိုအထက်စီးဆန်ဆန်နဲ့ပြောခဲ့တာမဟုတ်လားသူ့ရဲ့ယောဂတဲ့ကြက်တွေကိုတေးပြီးဖြစ်စေရှင်ဒီဖြစ်စေတကောင်ကို15ရွယ်နဲ့ပဲနှိမ်ဝဲပြီးမြေမြုပ်ဖြစ်ဖို့ကူညီပေးမယ်ဆိုတာလေပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကတည်းကမင်းကကိုဖုန်းထဲကနေဆရာကြီးလုပ်ပြီးတမျိုးလုံးအတိုင်းတာနဲ့ပိတ်ဆို့ချေမှုန်းပြစ်မယ်လို့ပြောခဲ့သေးတယ်မဟုတ်လားကျွန်တော်ကအဲ့ဒီတုန်းကမိုင်းမဲသွားလို့ပါဗျာရှန်တထေးအနေနဲ့ကျွန်တော်လိုလူစင်တန်းမျိုးကိုစိတ်ထဲထားပြီးအဖက်မလုပ်ပါနဲ့ဗျာဖတိချန်ကတုံတုံရင်ရင်နဲ့တောင်းပန်ရှာတယ်ငါကပရာဟိတလုပ်ငန်းလုပ်နေတာမဟုတ်ဘူးအဖိုးလီသူ့ကိုပြန်လွှတ်လိုက်ပါအကယ်၍သူလုံးဝမထွက်သွားဘူးဆိုရင်လူနေအိမ်ထဲကိုတရားမဝင်ကျူးကျော်ဝင်ရောက်မှုနဲ့ရဲတပ်ဖွဲ့ကိုချက်ချင်းဖုန်းဆက်တိုင်လိုက် လစ်တော့ဟေဖဲဆန်း အဖိုးလီကတမျက်စိကိုကောက်ကင်လိုက်ပြီးဘာမျက်နှာမှမထောက်ပဲဖတိချန်ကိုအပြင်ရောက်အောင်ဝုန်းတိုင်းကျဲပြီးမောင်းထုတ်ပစ်လိုက်တော့တယ်တကားအပြင်ဘက်ကနေဖတိချန်ရဲ့စိတ်ပြအားငယ်စွာအော်ဟစ်ငိုယိုတန်တွေထွက်ပေါ်လာပြီးတစ်ဆက်တည်းမှာပဲဆန္ဒနာကားအဆုပ်လေးကိုကပြကရမောင်းနှင်ထွက်ပြေးသွားတဲ့အင်ဂျင်တန်ကြီးပေါ်ထွက်လာခဲ့တယ် ကျေနပ်စရာကောင်းလိုက်တာတကယ့်ကိုအားရစရာပဲဗျာတထေးဒီတခါတော့ရိုးမျိုးနယ်ထဲမှာရိုးတွေကိုလာပြီးလေပင်းညစ်ချုပ်ကန်ရဲတဲ့လူဘယ်သူမှမရှိတော့ဘူးပေါ့ အဖိုးလီကဝမ်းသာအားရပြောတယ်ငါးကြီးတွေတေသွားပြီဆိုတော့ငါးသိန်းငါးမွားတွေလည်းသူတို့ရဲ့မူလရုပ်ဆိုးတွေပေါ်လာရတော့မှာပေါ့ဒါနဲ့အပြဲကြီးဥယူတယောက်အခုတလောဘာတွေလုပ်နေလဲ ဒီကျွန်တော်လည်းအဲ့ဒီအကြောင်းကိုပြောမလို့ပဲမနေ့ညတန်းခေါင်ရဲ့အချိန်မှာကျွန်တော်စိုက်ခင်းကိုလှည့်ပတ်စစ်ဆေးနေတော့အာပြဲကြီးဦးလျူကသူ့သားကိုခေါ်ပြီးတော့ရိုးရဲ့စိုက်ခင်းနယ်နမိတ်ချန်စီယိုကိုတိတ်တဆိတ်ဖြတ်ကျော်ဝင်ရောက်လာတာကိုတွေ့လိုက်ရတယ်ပြီးတော့မြောက်ဘက်ကကုန်းမြင့်မြေကွက်ထဲမှာတခုခုကိုခိုးပြီးတူးဆွနေကြတာ ဘာတွေကိုတူးနေကြတာလဲ ရိုးတွေမြေအောက်ထဲမှာမြုပ်ထားတဲ့အချင်းဖောက်ထားတဲ့ဆေးဖက်တွေလေးဗျာသူတို့ကအဲ့ဓာတွေကိုကုန်းကြီး838အပြည့်ခိုးထည့်ပြီးသူတို့ပိုင်တဲ့ဘက်ကိုထမ်းပြီးပြန်သွားကြတာအဲ့ဒီတုန်းကကျွန်တော်သွားပြီးဖမ်းမလို့ပဲဒါပေမဲ့တတိမာထားတဲ့စကားရှိတယ်လေငွေကိုလန့်အောင်မျက်ပင်ကိုရိုက်ပြရုံပဲလုပ်ရမယ်ဆိုတဲ့စကားကိုတတိယလို့အောင်အီးပြီးအตาလေးစောင့်ကြည့်နေလိုက်တာ ဂုံမီ838တောင်လားသူတို့ကတကယ်ကိုလောဘကြီးပြီးရဲတင်းလာကြီးလား ဒီသူကအဲ့ဒီဆေးဖက်တွေကိုခိုးသွားပြီးဘာလို့မလို့လဲဒါမှမဟုတ်သူကလဲရိုးတွေလိုမျိုးတဘာဝအတိုင်းချက်တွေလိုက်မွေးချင်လို့လားဒါပေမဲ့သူ့မှာချက်တကောင်မှမရှိတော့ဘူးလေအကုန်လုံးတို့စီရောင်းထားပြီးပြီပဲ သူကငါတန်ခွေတွေရောင်းပြီးရွှန်တန်းတဲ့ချီဝင်ငွေရတာကိုမြင်တော့မျက်စိပူပြီးမနာလို့ဖြစ်နေတာလေသူလာခိုးသွားတဲ့ဆေးဖက်တွေကိုတုံးပြီးသူပိုင်နဲ့မကောင်းတဲ့မြေကွက်အနှဲငယ်ကိုမြေဩဇာကျွေးမလို့ဖြစ်မှာပေါ့ပြီးရင်ဈေးကြီးပေးရတဲ့ဆေးဘက်ဝင်အပင်တွေကိုစိုက်ပျိုးဖို့ပြင်ဆင်နေတာလေ ဒါဆိုရိုးတွေအခုချက်ချင်းရဲစခန်းကိုဖုံးဆက်ပြီးသူ့ကိုဖမ်းခိုင်းကြရအောင်လေဗျ ရဲတိုင်စရာမလိုပါဘူးတဘာဝအကျိုးပြုပိုးတွေနဲ့အချင်းဖောက်တဲ့ပညာရက်ဆိုတာအလွန်စနစ်ကျပြီးတိကျတဲ့သိပ္ပံပညာရက်တစ်ခုပါသူကအကျိုးပြုပိုးမွားတွေပါဝင်နေတဲ့ဆေးဖက်တွေကိုခိုးသွားပေးမယ်လေအကျိုးအစားတိုင်းတိတိကျကျမရောဆက်တဲ့ရင်ပြီးတော့အပူချိန်နဲ့ဆိုထိုင်းစာကိုမထိန်ချုပ်တဲ့ရင်ကောင်းကျိုးမဖြစ်တဲ့အပြင်တကယ်ဘေးအန္တရာယ်ကြီးကိုပဲဖိတ်ခေါ်မိတယ်လို့ဖြစ်သွားလိမ့်မယ်တို့တွေဒီတိုင်းထိုင်ပြီးစပွဲကြည့်နေုံပဲကျွန်တော်ကပြုံးပြီးပြောလိုက်တယ်၃ရက်ကြာပြီးတဲ့နောက်မှာတော့ဟိုဘက်တောင်ကုန်းပေါ်ကနေတုံကနေမြည်ဟိတန်တစ်ချက်ထွက်ပေါ်လာခဲ့တယ်တစ်ဆက်တည်းမှာပဲနှာခေါင်းကိုအလွန်ဆူရှစေတဲ့ပုတ်ဆက်ဆက်အနံ့ဆိုးကြီးတစ်ခုဟာတရွာလုံးကိုချက်ချင်းလွှမ်းမိုးပြန့်နှံ့သွားတော့တာပဲအဖိုးလီလည်းနှာခေါင်းနဲ့ပါးစပ်ကိုလက်နဲ့အုပ်ပြီးရုံတန်းထဲကနေပြေးထွက်လာခဲ့တယ်ညော်နှံ့ကပြင်းလုံးလို့မျက်ရည်တွေတောင်ဝဲနေရှာတော့တယ် ဟာဟုတ်ဒါပါနဲ့ကြီးလဲဗျ ကျွန်တော်လည်းနှာခေါင်းစည်းကိုတေးသေးချာချာတက်ဆင်ပြီးအခန်းပြင်ကိုလှမ်းထွက်ခဲ့တယ်ပြီးတော့တစ်ဖက်ကန်းကအပြဲကြီးဥယူငှားရမ်းထားတဲ့တောင်ဆောင်မြေကွက်တွေဘက်ကိုလှမ်းကြည့်လိုက်တော့တာပေါ့အဲ့ဒီနေရာမှာတော့အခုချိန်မှာမိโก้မဲရောင်တွေတလူလူတက်နေပြီးအဲ့ဒီမြေပေါ်မှာပေါက်နေတဲ့တောပင်တစ်ပင်ချိုဟာမျက်စိရှိတင်ညှိုးနှွမ်းချောက်တွေ့ပြီးဝုန်းကနေလဲပြူကြကုန်တာကိုမြင်တွေ့လိုက်ရတယ်ကဲကြပါဦးပြိုကဲကြပါဦးတစ်ဖက်ကနေအော်ဟစ်တန်တွေထွက်ပေါ်လာတဲ့အဖိုးလီပဝင်းကျင်ထိန်းသိမ်းရေးဌာနနဲ့မိသက်ဌာနကိုအခုချက်ချင်းဖုန်းဆက်ပြီးအကြောင်းကြားလိုက်ပါနိုင်ဝက်တောင်မပြည့်ခင်မှာတင်မြို့နယ်ကမိသက်ကားတွေနဲ့မြို့နယ်ပဝင်းကျင်ထိန်းသိမ်းရေးဌာနရဲ့ဥပဒေစိုးမိုးရေးကားကြီးတွေဟာအတန်ပေးပြီးအမြန်ရောက်ရှိလာကြတော့တယ်ဓာတုဗေဒကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားတဲ့စမ်းသက်စစ်ဆေးရေးမှုအနှဲငယ်ဟာစမ်းသပ်ကိရိယာတွေကိုကင်ပြီးအပြဲကြီးဥယူရဲ့စိုက်ခင်းထဲကိုဝုန်းကနေပြေးဝင်သွားကြတော့တာပေါ့ ဟိုက်ဒရိုဂျင်ဆာလဖိုက်နဲ့အမိုနီးယားဓာတ်တွေကတတ်မစံနှုန်းထက်အဆမတန်ကျော်လွန်နေတယ်မြေစီလွှာရဲ့ pH တန်ဖိုးလည်းလုံးဝပျက်စီးသွားပြီးမြေပြင်တစ်ခုလုံးကအဆစ်ပြင်းသက်ရှိတဲ့စွန့်ပစ်မြေရိုင်းအစိတ်တင်မြေကြီးဖြစ်သွားပြီဗျ ပဝင်းကျင်ထိန်းသိမ်းရေးဌာနညွှန်ကြားရေးမှူးကမျက်နှာတစ်ခုလုံးမဲမောင်သွားပြီးမြေပြင်ပေါ်မှာခွေလိတ်လဲကျနေတဲ့အပြဲကြီးဥလူကိုဆွဲထုတ်လိုက်ကဒေါသတကြီးမိတော့တယ် မင်းဒီမြေကွက်သေးကိုဘလို့ဓာတုစွန့်ပစ်ပစ္စည်းတွေကိုခိုးပြီးမြုပ်နှံလိုက်တာလေကျွန်တော်မလုပ်ပါဘူးဗျကျွန်တော်ဘာမှမမြုပ်ပါဘူးကျွန်တော်ကဒီအတိုင်းဟိုကရှန်လင်းရဲ့စိုက်ခင်းထဲကနေအချင်းဖောက်ထားတဲ့ဆေးဖက်လေးနည်းနည်းပဲယူပြီးမြုပ်လိုက်တာပါဗျစကားကိုရှောက်မပြောနဲ့ရှင်တထေးရဲ့စိုက်ခင်းမြေကမနေ့ကတင်ပြည်နယ်ကနေပေးအပ်တဲ့အစိမ်းရောင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှေ့ဆောင်စံပြစုကိုရရှိထားတာ အဲ့ဒီချိန်မှာပဲဘေးကဥလူရဲ့သားကတုံတုံရင်ရင်နဲ့ဝင်ပြောတယ်
ကျွန်တော်အဖေကဈေးဖက်အရေးအတွက်နေလုံးလို့အချင်းဖောက်တာနေမှာဆိုလို့ဆိုပြီးမျိုးတွေကစွန့်ပစ်ပစ္စည်းအယောင်းဆိုင်ကနေဈေးပေါ်ဆုံးဓာတုဗေဒစွန့်ပစ်ပစ္စည်းအညစ်အကြေးတွေကိုကားနဲ့တိုက်ပြီးတည်လာတာပါပြီးတော့တန်ဖိုးနဲ့တက်မြေဩဇာယူရီးယားနှစ်တန်တောင်ထပ်ပေါင်းပြီးတော့အကုန်လုံးကိုတေးသေးချာချာရောမွေပြီးမြေအောက်ထဲမြုပ်လိုက်တာပါအဲလိုလုပ်ရင်မြေဩဇာအာနိသင်ကပေါက်ကွဲထွက်မတက်ကောင်းမွန်လာလိမ့်မယ်လို့ပြောလို့ပါဗျာမိုက်လိုက်တာဗျာဓာတုစွန့်ပစ်ပစ္စည်းတွေရဲ့အာနိသင်ပြင်းတဲ့တက်မြေဩဇာတွေရဲ့ပြီးတော့စွမ်းဆောင်ရည်မြင့်တဘာဝအကျိုးပြုပိုးတွေကိုပါအကုန်လုံးရောမွေလိုက်တော့မင်းတို့ကမြေအောက်ထဲမှာတဘာဝအတိုင်းပေါက်ကွဲစေတတ်တဲ့အစိတ်တောက်တွေဖန်တီးလိုက်တာနဲ့တူတူပဲမဟုတ်လားညွှန်ကြားရေးမှူးကစိတ်ပြက်လက်ပြက်အော်ပြောတယ်သူကဆက်ပြီးမင်းတို့ရဲ့ဟောဒီမြေကွက်ဤကနေငယ်ကတော့လုံးဝကိုပျက်စီးသွားပြီနောက်နှစ်ပေါင်း90အတွင်းမှာမြက်တပင်တောင်ပေါက်လာမှာမဟုတ်တော့ဘူးဒါတင်မကသေးဘူးအစိတ်တင်စွန့်ပစ်ပစ္စည်းတွေကိုတရားမဝင်စွန့်ပစ်မှုနဲ့မင်းတေချာပေါက်တရားစွဲဆိုအရေးယူခံရတော့မယ်အချုပ်ထဲဝင်ဖို့သာပြင်ထားပြီးတော့အဲ့ဒီနောက်ရွာကောင်စီရုံးခန်းထဲမှာရွာလူကြီးကကျွန်တော်ကိုပြောပြရှာတယ်ရှန်လင်းရအပြဲကြီးဦးလူကတော့ဒီတစ်ခါတကယ်ကိုဘဝပြတ်သွားပြီပဝင်းကျင်ထိန်းသိမ်းရေးဌာနကသူ့ကိုတန်ငွေရွယ်နှစ်သိန်းချမှတ်လိုက်တဲ့အပြင်မြေစီလွာပြန်လဲပြုပြင်ထိန်းသိမ်းခါတွေပါပေါင်းလိုက်ရင်သူပိုင်ဆိုင်သမျှအကုန်ရောင်းရင်အောင်ရောနိုင်မှာမဟုတ်တော့ဘူးသူ့သားကလည်းအဆက်ကွဲလို့ဆိုပြီးမင်းညကတင်တောင်ပိုင်းဒေသဘက်ကိုအလုတ်ကျန်းလုပ်ဖို့ညာရင်းချင်းထွက်ပြေးသွားပြီဗျအခုသူပိုင်တဲ့ဒီမြေကွက်အေးကနေငယ်ကအစိတ်တိမ်မြေတိုင်းဖြစ်သွားတော့ဘယ်သူမှလည်းလွှဲပြောင်းမယူရဲကြဘူးဒါကြောင့်ရွာရဲ့သဘောထားကတော့အနေဆုံးဈေးနှုန်းဖြစ်တဲ့10%ဈေးနဲ့မင်းအဲ့ဒီမြေကိုလွှဲပြောင်းရယူချင်လားလို့မင်းမလို့ဗျ10%ဈေးနဲ့ဟုတ်လားကျွန်တော်ကပြန်မေးလိုက်တယ်ဟုတ်တယ်အဲ့ဒီမြေကွက်တွေမကပဲသူ့ဘေးကဘသူမှအလကားတောင်မလို့ချင်ကြတဲ့မြေရိုင်းတောင်ကုန်းအေးကရာနဲ့ချီကိုပါအားလုံးပေါင်းစီပြီးတစ်နှစ်ကိုငှားရမ်းခါရွယ်2000နဲ့အပြက်ငှားပေးမယ်ဗျမင်းဘက်ကအဲ့ဒီအစိတ်တင်မြေကြီးကိုတေးသေးချာချာပြန်လဲကူတာပေးနိုင်ပြီးအစိတ်တောက်တွေမြေရောက်ရဲအထိစိတ်ဝင်မသွားအောင်တားဆီးပေးနိုင်ရင်ရပါပြီဗျရွာသူကြီးစိတ်ချပါတစ်နှစ်အတွင်းအဲ့ဒီအစိတ်တင်မြေရိုင်းပေါ်မှာစိမ့်လန်းစုပြေတဲ့တရွက်တစ်ခတ်တွေပြန်လဲဝေးစားလာစေရပါမယ်ကျွန်တော်ကယုံကြည်ချက်အပြည့်နဲ့ကတိပေးလိုက်တယ်ရွာကောင်စီရုံးခန်းထဲကနေလှမ်းထွက်လာတဲ့အခါအဖိုးလီကကျွန်တော်နောက်ကနေမတင်မကျမျက်နှာပေးနဲ့လိုက်လာပြီးမေးတော့တယ်အဖေးရအဲ့ဒါကအစိတ်တင်ရဲ့မြေတိုင်းကြီးလေဗျမြက်တပင်တောင်မပေါက်နိုင်တဲ့မြေကြီးကိုတို့တွေကဘာလို့ဖို့ဝယ်လိုက်တာလဲဗျအဖိုးလီမင်းမေ့သွားပြီလားတို့တွေရဲ့လက်ထဲမှာအကောင်းဆုံးဖြည့်ဆည်းရှိနေတာလေကျွန်တော်ကပြုံးပြီးပြောလိုက်တယ်ဖြည့်ဆည်းဟုတ်လားဟုတ်တယ်တို့တွေရဲ့အထူးတန်းစားအင်ဇိုင်းမြင့်တဘာဝအကျိုးပြုပိုးမွားအစီနှစ်လေးဗျာအစိတ်တက်မြေဖြစ်နေရင်ကောဘာဖြစ်လဲဒါကမြေစီလွာရဲ့ pH တန်ဖိုးမျှချေပျက်စီးသွားရုံတင်ပဲလေမြေကြီးကိုပြန်လည်တူးဆွပြီးနေပူလန်းမယ်ပြီးတော့အက်ဆစ်တန်ခံနိုင်တဲ့တဘာဝအကျိုးပြုပိုးမွားအုပ်စုတွေကိုစနစ်တကျထည့်သွင်းပေးလိုက်ရင်၃လအတွင်းမှာလည်းအဲ့ဒီအစိတ်တောက်တွေကိုအကုန်လုံးခြေဖြတ်ဆုပ်ယူဖြစ်နိုင်တယ်ဒါကငါတို့ရဲ့ရှန်လင်းစိုက်ပျိုးရေးမြေပြုပြင်ထိန်းသိမ်းမှုနည်းပညာကိုကမ္ဘာတိအောင်တက်တည်ပြဖို့အကောင်းဆုံးအခွင့်အရေးပဲအဲ့ဒီအချိန်ကျရင်အဲ့ဒီမြေကွက်ဟာတို့တွေအတွက်အစီအနှစ်အပြည့်ဆုံးတဘာဝဂေဟာစနစ်စမ်းတက်ကွင်းပြင်ကြီးဖြစ်လာလိမ့်မယ်တကယ်ကတော့တကယ်ကိုအမျှော်မြင်ကြီးလုံးပါတယ်ဗျဒါဆိုအခုတို့တွေမှာမြေဧရိယာစုစုပေါင်းဘယ်လောက်ထိရှိသွားပြီလဲအပြဲကြီးဦးယူထံကနေလွှဲပြောင်းရယူလိုက်တဲ့မြေရိုင်းတွေရဲ့အသစ်ထက်မှန်ငှားရလိုက်တဲ့တောင်ကုန်းရိုင်းတွေပါပေါင်းလိုက်ရင်စုစုပေါင်းအတိအကျဧက1000ကျော်ရှိသွားပြီဟာဧက1000တောင်လားဗျဟုတ်တယ်ဧက1000ရှိတဲ့စိတ်ဖက်ဝင်တောင်တော်ကြီးပေါ့ဒါကဒန်ကွေစိုက်ခင်းတဲ့တောချက်မွေးမြူရေးခြံတင်မဟုတ်တော့ဘူးငါကဟောဒီနေရာကိုတပြည်နယ်လုံးမှာအကြီးမားဆုံးဖြစ်မဲ့အဆင့်ဆင့်လက်ပတ်မှုစနစ်3တဘာဝဂေဟာစနစ်တရုပ်စိတ်ဖက်ဝင်အပြင်စိုက်ပျိုးထုတ်လုပ်ရေးအခြေစိုက်စခန်းကြီးအဖြစ်တည်ဆောက်သွားမယ်ရင်းနှီးကျွမ်းဝင်နေတဲ့ရုံးခန်းလေးတွေကိုပြန်ရောက်တဲ့အခါစိတ်ဖက်ဝင်တောချက်4000ကျော်ကိုတော့ယူရှန်ကောကုမ္ပဏီရဲ့အေးခန်းကားကြီးတွေကအကုန်လုံးတည်ဆောင်သွားကြပြီဖြစ်တဲ့ဒန်ကွေစေးမြစ်ပထမအတုပ်တူးဆွားရေးတင်ခြင်းကိစ္စကလည်းအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီကျွန်တော်ကစပွဲခုံမှာထိုင်လိုက်ပြီးအနက်ရောင်မှတ်စုစာအုပ်ကိုထုတ်ကနောက်ဆုံးစာမျက်နှာကိုလှမ်းလိုက်တယ်နိုဝင်ဘာ1ရက်အသုံးစရိတ်ရွာနှစ်တောင်းအသုံးပြုပြီးအပြဲကြီးဦးယူပိုင်ဆိုင်ခဲ့သောမြေတန်းများနှင့်တောင်ကုန်းရများအားလုံးကိုအပြီးတိုင်လွှဲပြောင်းရယူခဲ့သည်ပိုင်ဆိုင်မှုစေရင်စစ်ဆေးချက်အရလက်ကျန်ငွေသားစီးဆင်းမှုသည်ရွာ9တန်းကျော်လွန်သွားခဲ့ပြီဖြစ်သည်ဒီနယ်မြို့တော်၏ထိပ်တန်းအယောင်လန်းကြောင်းကိုရရှိခဲ့ပြီးရေရှိပစ္စည်းပေးသွင်းမှုစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်မိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အသုံးပြုခွင့်အပြည့်အဝရှိသောတောင်ကုန်းရမြေဧရိယာစုစုပေါင်းသည်ဤက1000ထိတိုးချဲ့ကောင်းမွန်လာခဲ့ပြီဖြစ်သည်ချမ်းဆိုတဲ့အတန်နဲ့အတူကျွန်တော်ကအနက်ရောင်မှတ်စုစာအုပ်ကိုပိတ်လိုက်ပြီးအန်ဆွဲတဲ့ထက်ကတေးသေးချာချာတော့ခတ်လိုက်တယ်ရုံးကန်တကားကိုတွန်းဖွင့်ပြီးအပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါဝေးလံလာတဲ့တောင်ကုန်းပေါ်မှာတော့အဖိုးလီကညီကိုအလုတ်သမားအယောက်ပေါင်းဒါဇင်ချီကိုဥဆောင်ပြီးအကြီးစားမြေတူးဆက်ဘက်ဟိုငါးစီကိုကိုစီမောင်းနေကတဝုံမြည်ကြီးနေတဲ့အတန်ကြီးတွေနဲ့အတူအသေးရရှိထားတဲ့မြေရိုင်းကြီးစီကိုအာမန်အပြည့်နဲ့ချီတက်မြည်ကြီးနေကြတော့တယ်ကျွန်တော်ရဲ့ကိုယ်ပိုင်စိုက်ပျိုးရေးအင်ပါယာကြီးရဲ့အစပျိုးမှုဇလံကတော့အခုမှပဲတရားဝင်စတင်လိုက်ပြီဖြစ်ပါတယ်